အဲ့ဒီလိုဆိုရင်ဆရာအတက်နဲ့ပညာကိုဘယ်လိုကွဲတယ်လဲဆိုတာအတက်ကပညာမရှိဘဲနဲ့တော့သိမ့်မတတ်ဘူးတို့ရမှာအတက်ဆိုတာကအင်္ဂလိပ်လိုအတိတ်ပဲမှာပဲဖြစ်ဖြစ်ပါဠိလိုမှာပဲဖြစ်ဖြစ်လက်မှုပညာလက်နဲ့ကိုယ်နဲ့လုပ်တဲ့ပညာမျိုးကိုခေါ်တာတွေးချင်းတော်ချင်းစင်ကျင်ချင်းဝေဖန်ခြင်းသုံးသပ်ခြင်းဆိုတဲ့ဟာတွေကဝိဇ္ဇာတွေကထည့်ရမှာဒါကြောင့် science ကဝိဇ္ဇာပဲ apply science ကအင်ဂျင်နီယာတို့ဘာတို့ကိုသိပ္ပံလို့ခေါ်ထိုက်တယ် agriculture တို့ကိုခေါ်ထိုက်တယ် apply science ကိုသိပ္ပံလို့ခေါ်ထိုက်တယ်သူတို့လည်းပညာရှိသွားတော့ရှိရမှာပေါ့ရှိရမှာပါ apply science ရှိသလို pure science လည်းရှိရတာပေါ့ဒါကြောင့်သူတို့နိုင်ငံတွေမှာ original research ဆိုတာရှိတယ် basic science တွေက research တွေရလာတော့မှအဲ့ဒီကနေ apply လုပ်ရတယ်ဆိုတာရှိတယ်အတက်ချီပဲသွားလို့မရဘူးဒီဘက်ကအခြေခံဝိဇ္ဇာသဘောကလာရတယ်ဒါကြောင့်ဝိဇ္ဇာဆိုတာနန်းကိစ္စတွေဒီတော့သူကဝိဇ္ဇာပဲခေါ်ပညာပဲခေါ်ညာနာပေါ့ညာနာဆိုတာအပြားအဖြစ်သိတယ်အပြားအဖြစ်သိတယ်ဆိုတာကတစ်ဖက်သက်မဟုတ်ဘူးပြည့်စုံလုံလောက်ပြဝတောင်းအတီးတီးကနေသိတာကိုပြောတာဒါကိုပဇာနာနာလို့လည်းခေါ်တယ်ပညာလို့လည်းခေါ်တယ်လောကီပညာတွေမှာပြည့်စုံပြည့်မြောက်ခြင်းစီချက်ချင်းမရောက်ဘူးတဖြည်းဖြည်းဖြစ်နေရတယ်ဥပမာ science ကိုခုနကပြောခဲ့တဲ့အ내အဓိပ္ပာယ်က systematized knowledge ဒီထက်ကျယ်ဝန်းတဲ့အ내အဓိပ္ပာယ်ကိုဆရာကြိုက်တယ်မာနမပါဘူးဒါတကယ်သိပ္ပံပညာရှင်ကြီးတွေပေးတဲ့အ내အဓိပ္ပာယ် Science is the successive approximation of truth တဲ့ဒီနေ့ထိထွန်းကားလာတဲ့သိပ္ပံပညာဟာ successive approximation of truth သိပ္ပံပညာဆိုတာအမှန်တရားကိုတစ်ခေတ်ပြီးတစ်ခေတ်အနည်းဆက်ဆုံးခံမှန်းကြည့်တဲ့အမှန်တရားကိုမရောက်သေးဘူး successive approximation ပဲရှိတယ်တစ်ခေတ်ထက်တစ်ခေတ်အမှန်တရားနာနီးလာတဲ့ပေါ့ဂလီလီယိုထက်နျူတန်လက်ထက်မှာနည်းနည်းအမှန်တရားနာနီးလာတယ်နျူတန်ထက်အိုင်းစတိုင်းလက်ထက်မှာနည်းနည်းပိုနီးလာတယ်နောက်ဆက်သွားရတော့မယ်အိုင်းစတိုင်း theory ထက်တောင်မှန်တဲ့ theory တွေရှိလာပြီဘယ်အထိအမှန်စီရောက်အောင်သွားမလဲဘယ် scientist ကမှမပြောဘူးမာနနှိမ့်ချပြီး successive approximation လို့ပဲပြောကြတယ်ဗုဒ္ဓကလည်းပါရမီကိုဘဝအဆက်ဆက်ဖြည့်ယူရတယ်ခေတ်အဆက်ဆက်ဖြည့်ယူရတယ်ဒီတော့ perfection ရောက်လာတယ်လို့ခေါ်တယ်အချိန်ယူတဲ့သဘောဖြည့်ဆည်းရတဲ့သဘောအလွယ်တကူမဟုတ်တဲ့သဘောကိုပြတယ်အဲ့လိုစိတ်ရှိလက်ရှိအမှန်တရားကိုသွားတော့မှပါရမီလို့ခေါ်တဲ့ perfection completeness ဖြစ်လာတာပညာရှာဖို့တတိထားเสียလေးပေါ့ခုရည်တွင်တူခုရေကြည်တောက်လို့မရတဲ့သဘောပဲပညာစစ်ပညာမှန်ရဖို့ထက်မူတွေရှိတယ်တစုံတရားကိုဒါသည်အမှန်ပဲအဟုတ်ပဲလို့ချက်ချင်းတစ်ထိကြမပြောရဘူးမဟုတ်သေးဘူးမမှန်သေးဘူးလို့မယုံကြည်ခြင်းကိုစိတ်မှာအရင်ထားရတယ်စကလေးကဟုတ်ပြီးမှန်ပြီးလို့မျိုးချထားလိုက်ရင်တော့ကြာတလွဲတချော်တွေဖြစ်တတ်တယ်ဒါကြောင့်စလာကလေးကအရာတစ်ခုသည်တော်တော်လေးခိုင်လုံတယ်ထင်တာထက်တောင်မှမယုံသေးဘူးမယုံမှုတို့ရှေ့တန်းတင်ပြီးလေ့လာရတာဘယ်အထိလေ့လာမလဲမယုံကြည်မှုမတင်ငါမှုမတိချမှုတွေစိတ်ချလက်ချပြေပြောက်သွားတဲ့အထိလေ့လာရမယ်ဟုတ်ပြီလားအဓိပ္ပာယ်ကအလွယ်တကူနဲ့ဒါသည်အမှန်တရားပဲဒါသည်ပညာပဲလို့မျိုးမချပါနဲ့သိပ္ပံပညာမှာအဲ့ဒါရှိတယ်ကာလမတုံးနဲ့တူတယ်နော်ဆရာတူတယ်ဒါကြောင့်ဗုဒ္ဓကရှေ့ကအများကြီးစောပါတယ်ပညာကိုယူနည်းကအနောက်နိုင်ငံမှာတော့ပညာယူနည်းကမယုံတဲ့နည်းမယုံဘူးဘယ်အထိအောင်မယုံတယ်လဲဆိုတော့ငင်းလို့မရတဲ့အထိမယုံဘူးပြီးတော့မှဘဝင်ကြတာတော့မှဒါကိုလက်ခံနေအဲ့ဒီလောက်သတိထားကြတဲ့ဂျာကလွဲကုန်ကြသေးတယ်ဒါကြောင့် successive approximation of truth gravitation ရေဆွဲအားလို့သိထင်ရှားတဲ့အရာတောင်မှပဲနျူတန်ခေတ်ကတစ်မျိုးအိုင်းစတိုင်းခေတ်ပြောတာတစ်မျိုးအနုမြူအကြောင်းပြောတာတွေဒီ atom အကြောင်းပြောတာတွေဘာတွေဆိုရင်လဲတစ်ခေတ်နဲ့တစ်ခေတ်မတူဘူးတေချာပြီးဆိုရင်ကနေပြီးမှနောက်ပိုင်းမဟုတ်တော့တာတွေတွားတွေ့တယ်ဒါကြောင့် successive approximation of truth လို့ထားတယ်တိတ်တတိကြီးရတယ်အလွယ်တကူကောက်ချက်မချရဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပညာစစ်ပညာမှန်ရကြောင်းနဲ့ပတ်သက်ပြီးဖျားထားခဲ့တဲ့စီကံကတိတ်အရေးကြီးတယ်မြမပညာရေးအကြောင်းပြောရင်အဲ့ဒီပညာနဲ့ပတ်သက်ထားတဲ့မြတ်စွာဘုရားနဲ့တတိပေးချက်တွေတတိမလွတ်ဖို့အရေးကြီးတယ်ပရာဏိယင်ကတရား၅ပါးဆိုတာရှိတယ်ပညာရဖို့ပရဏကြတဲ့အရေးကြီးတဲ့အင်္ဂါ၅ပါးဒီအင်္ဂါ၅ရပ်မပါဘဲနဲ့ပညာမရဘူးချော့တော်ငေါပြီးထွက်သွားလိမ့်မယ်အမားကိုအမှန်ထင်လိမ့်မယ်ပထမဆုံးအချက်ကတရားစားတဲ့တရားတရားရှိရမယ်တရားတရားဆိုတာကခက်တယ်ဗျမြန်မာမှာကစေတနာဆိုတဲ့စကားနဲ့တရားဆိုတဲ့စကားရောသုံးတယ်စေတနာသည် positive လည်းရှိတယ် negative လည်းရှိတယ်အကုသိုလ်စေတနာကုသိုလ်စေတနာတရားကတော့ကြည်လင်တာအမှန်တရားကိုရှေ့ရှုပြီးတိမ်မွေးတဲ့စိတ်မျိုးကတရား
ကြည်လင်နေဆိုတာကဆရာကိုယ်စိတ်ထဲမှာဘာတင်းရှင်းမှမရှိတာလားဒါပေါ့ကြည်လင်နေတဲ့သဘောမျိုးအကုသိုလ်ဆိုတဲ့သဘောမျိုးမနှောက်ဘူးဆရာစွန့်ပြီးပြောကြည့်ရမယ်ဆိုရင်တော့ပလီတိုကြီးပြောတဲ့ဣတာဆိုတဲ့ဘာသာလေးနဲ့နည်းနည်းစင်တယ်ပလီတိုကဘာပြောတယ်လဲဆိုရင်လောကကြီးရှိတဲ့မြင်နေတဲ့အရာတွေဟာတဲ့အတုအယောင်တွေပါတဲ့အစစ်အမှန်တသက်ရှိတယ်တဲ့အဲ့ဒီအစစ်အမှန်ကထွန်းစင်သက်တဲ့အာယုံတိလွန်သဘောမှုဉာဏ်နဲ့သာယူနိုင်တဲ့ပတာရမျက်စိတွေနားတွေလက်တွေနဲ့သွားမလုံးနဲ့မရဘူးဉာဏ်နဲ့သာယူရမယ်အဲ့ဒီအတွက်မင်းဉာဏ်ကရှင်းနေရမယ်လက်နေရမယ်သူပေးတဲ့နမူနာကြီးကိုကြည့်အဲ့ဒီအမှန်တရားကတဲ့သူက idas လို့ခေါ်တယ် idas ဆိုတာသဘောတဲ့ idea တဲ့ idea ကိုသဘောပေါက်အောင်ကြည့်ရမယ်အချိုး ratio ကိုခင်ဗျားစုပ်ကန်ပြီးပြလို့မရဘူးဉာဏ်နဲ့သာသိရမယ်ဉာဏ်နဲ့သာခင်ဗျားသိရမယ်သူပေးတဲ့ဥပမာကတော့3ညာညီတရိကန်တစ်ခုတလက်မ3ညာညီတရိကန်တပေ3ညာညီလည်းရှိတယ်တမိုင်3ညာညီလည်းရှိတယ်ဒီတိုင်းကြည့်ရင်ခြားနာနေတယ်တလက်မနဲ့တမိုင်နဲ့တူတာတစ်ခုရှိတယ်အဲ့ဒါအချိုးမှတူတယ်အဲ့ဒီအချိုးကိုတွားကင်ပြလို့မရဘူးဉာဏ်နဲ့သာသိနိုင်တယ်အဲ့ဒီလိုtranscendental idea သဘောစီကိုတွားဖို့အလွန်ဆူးရှသောဉာဏ်ကြည်လင်မှုမျိုးကိုလိုတယ်လို့သူကဆိုတယ်ဒီကကျွန်တော်တို့ပြောတဲ့တရားမျိုးပေါ့အဲ့ဒီတရားရဖို့ရောဘယ်လိုအခြေအနေလိုအပ်ပါသလဲဆရာဒါနောက်ပိုင်းမှာပါလာမယ်ပါရမီနဲ့ဆိုင်တယ်ကြည်လင်တန့်ရှင်းဖြူစင်ပြီးတော့အမှန်တရားကိုမျက်နှိုးတာအမှန်တရားကိုလိုချင်တာတရားအကုသိုလ်ကိုမကြိုက်တာကုသိုလ်ကိုနှစ်သက်တာအဲ့ဒါတရားသိကျယ်ဝန်းပါတယ်တရားကိုအဓိပ္ပာယ်ပြန်တာလေဒါကြောင့်တတ်တာလည်းရှိရမယ်အမှန်တရားကိုမလိုချင်ဘဲနဲ့အမှန်တရားကိုဘယ်ရှာလို့ရမလဲ philosophy ဆိုဒီမှာပညာကိုချစ်ခြင်းတနည်းအားဖြင့်အမှန်တရားချစ်ခြင်းအမှန်တရားကိုရှာဖွေခြင်းဒါတတ်တာသဘောပဲသူတို့ဉာဏ်မီသမျှပေါ့လေဗုဒ္ဓလောက်တော့ပရမတ်ကိုပညာမတင်နိုင်ဘူးဗုဒ္ဓကိုတော့မမီဘူးဒါပေမဲ့သူတို့ဉာဏ်မီသမျှပရမတ်ကိုပညာတင်ပြီးပြောလို့ it does လို့ဘာလို့ထွက်လာတာပေါ့တထရှိုံနဲ့လည်းမရသေးဘူးအပမတော်တဲ့ကျမ်းမာရမယ်တဲ့မကျမ်းမာပဲနဲ့လည်းအမှန်တရားမရှာနိုင်ဘူးသူကခေတ်သစ်ပညာရေးနဲ့ရောဘာကွာလဲကျောင်းမှာကလေးကိုစာကြီးပဲတင်တာမဟုတ်ဘူးကာယဖွံ့ဖြိုးရေးကျန်းမာရေးကောင်းမွန်ရေးအာဟာရဓာတ်ပြည့်ဝရေးတို့ရှိတယ်ဖခင်ကအစောကြီးကလေးကပြောတယ်မင်းအမှန်တရားရှာခြင်းနဲ့တတ်တာတရားရှိရမယ်မရသေးဘူးနောက်တစ်ခုလိုသေးတယ်ကျမ်းမာရေးနဲ့ပြည့်စုံရမယ်ဝိရိယောတဲ့ဝိရိယရှိရမယ်စူးစမ်းရမယ်အထုတ်ရမယ်မပြင်းရဘူးဒီသုံးပါးနဲ့ပြည့်စုံရုံနဲ့လည်းမရသေးဘူးဗျအမာယာဝီတဲ့မကောက်ကြည့်ရဘူးမာယာဆိုတာကောက်ကြည့်တာလှည့်စားတာအနဲ့ပေါင်းလိုက်တော့မကောက်ကြည့်ရဘူးမလှည့်စားရဘူးအဲ့ဒီစကားကအခက်ဆုံးပဲလူများကိုလည်းမကောက်ကြည့်နဲ့အဲ့ဒီထက်အရေးကြီးတာကကိုယ့်ကိုယ်လည်းမကောက်ကြည့်နဲ့တဲ့မဲ့မရပဲမဲ့ရတယ်မပြောနဲ့ဖိုမရပဲဖိုရတယ်လို့မလုံးနဲ့တစ္ဆာလေးပါးတရားကိုမသိပဲသိတယ်မလုံးနဲ့ကိုကိုမလိန်ရဘူးကိုကိုအတိဆုံးကိလေသာမကုန်ပဲကိလေသာကုန်တယ်လို့မလုံးနဲ့ဖြောင့်နေရမယ်မကောက်ရဘူးအခက်ဆုံးပဲထင်တယ်ပညာတတ်တယောက်ဖြစ်ဖို့ထက်မိမိကိုမိမိမလိန်ချင်းမိမိစိတ်တရံအတိုင်းအရှိကိုအရှိအတိုင်းမထောက်မညာကြည့်နိုင်ဖို့ကသိခဲ့တယ်တော်တော်များများလောကီမှာကအမာယာဝီအင်္ဂါနဲတဲ့အတွက်မပြည့်စုံသေးတာကိုပြည့်စုံတယ်လို့ကြတယ်မပြီးသေးတာပြီးတယ်ပြောကြတယ်မသိသေးတာကိုအကုန်သိတယ်ပြောကြတယ်ဒီမာယာတွေကိုပညာလုပ်ခဲ့တယ်အဲ့ဒီ၄ပါးနဲ့ပြည့်စုံမှအကျိုးတရားအနေနဲ့ပညာစစ်တွေရနိုင်တယ်အခုခေတ်စကားနဲ့ပြောရရင်ပညာလဲလိုချင်ပါမှဝိရိယလဲရှိပါမှကျမ်းလဲကျမ်းမာပါမှပြီးတော့ကိုမလှည့်စားပဲကိုမေးခွန်းထုတ်အမာယာဝီလဲရှိတော့မှတကယ်ပညာစစ်ကိုရမယ်ဒါကိုလေမြမပညာရေးသုံးသပ်တဲ့အချိန်မှာထည့်စဉ်းစားရမယ်အဲ့ဒီလိုအင်္ဂါတရားတွေနဲ့ပြည့်စုံမှရတယ်ဆိုရင်တောင်မှတခါတလေပုထုဇဉ်ဆိုတာကမပြည့်စုံဘူးပါရမီမပြည့်စုံဘူးဆိုရင်လွန်တက်ကျွန်းတက်တယ်အစွန်းရောက်သွားတတ်တယ်အကောင်းဆုံးနမူနာကိုပြောမယ်နမူနာတွေတော့အများကြီးရှိပါတယ်ဖျားဟောမှအကောင်းဆုံးနဲ့အလွယ်ဆုံးကတော့ဇိနထပကတိကျမ်းမှာပြထားတဲ့အရှင်သောနာရဲ့အထုပ်ပတ်တည်ရှိတယ်မဲ့ဖို့ရခြင်းလို့ကြိုးစားလိုက်တာတရားတရားကိုသွားမပြောနဲ့တထေးသားစည်းစိမ်တွေအကုန်ဆွတ်လွတ်လိုက်တာရုပ်ရည်လဲအလွန်တင့်တယ်တာအဲ့ဒါမဲ့ပညာဖို့ပညာရဖို့ကြိုးစားတာကျိုးစားပြန်တော့ရုပ်ရည်ကလည်းတင့်တယ်တထေးသားကလည်းဖြစ်ပြန်တော့ဟိုလူတွေကလားဒီလူတွေလားဒီတိုင်းဆိုရင်တော့မဲ့ပညာဖို့ပညာမရနိုင်ဘူးဒီတော့တင်းငိုင်းကုန်းမှာသွားကျင့်တယ်လူတွေဆောင်ပြီးကျင့်တယ်မရဘူးမရတော့နောက်တစ်ခါဝရိယအားစိုက်ပြီးထိုင်ကျင့်တယ်ထကျင့်တယ်အိတ်ကျင့်တယ်နောက်ဆုံးတော့ထိုင်တာထတာတော့မလုပ်တော့ဘူးရှောက်ကြည့်တယ်ထကျင့်တယ်
ခြေထောက်ကသွေးတွေနဲ့ဖူးရောင်ပေါက်ကွဲလာတယ်ကိုမဲ့ရနိုင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးထင်တယ်ဆိုပြီးတော့စိတ်အားလျှော့တော့မှမြတ်စွာဘုရားတည်တော်မူပြီးတော့စောင်းဥပမာနဲ့ပေးပြီးတင်းလွန်းနေလည်းမကောင်းရော့လွန်းနေလည်းမကောင်းပြတော့မှတတ္ထာရဲ့ဝိရိယရဲ့တမာတိရဲ့ပညာရဲ့မျှစေတယ်အဲ့ဒီအခါမှယဟန္တာဖြစ်သွားတယ်အတိတ်ပဲကအစွန်းကိုရောက်သွားတတ်တာတွေရှိတယ်လိုသွားတာတွေရှိတယ်ပိုတတ်တာရှိတယ်ပညာလည်းပိုတတ်တယ်လူတိုင်းထက်ဝိရိယလည်းပိုတတ်တယ်လူတိုင်းထက်တတ်တာလည်းလူတတ်တယ်ပိုတတ်တယ်မပူမလို့အမြဲတမ်းအရေးကြီးတာအကျိုးပေးတာကတတိဒါကြောင့်မေတ္တရားဖို့တရားဟောတဲ့အခါမှာဒီမက္ကင်၈ပါးကတတိမက္ကင်ကိုဆွဲထုတ်ပြီးတော့မှဒီအပေါ်တည်ထားတဲ့မဟာတတိပဒံဆိုတဲ့တရားကိုမြတ်စွာဘုရားကပေးတယ်မဟာတတိပဒံကျင့်စဉ်နဲ့မဉ္ဇဉ်ဖူဉ္ဇဉ်ကိုရနိုင်တယ်လို့မြတ်စွာဘုရားကဂတိပေးတယ်လောကီပညာတွေမှာလည်းတတိလိုတယ်တတိမရှိရင်ပညာမရဖြစ်တတ်တယ်ကတ်လွဲသွားတယ်တတိကတဦးချင်းအနေနဲ့ပညာရှာရမှာဖြစ်ခြင်းဖြစ်ပါစေအများကိုပညာပေးသောပညာရေးမှာဖြစ်ခြင်းဖြစ်ပါစေတတိကအလွန်အရေးကြီးတယ်တတိတန်လျင်အပိုလိုမရှိအောင်ထိမ့်သိမ့်တယ်အစွန်းမရောက်အောင်ထိမ့်ပေးတယ်ဒါအလွန်ရေးကြီးတယ်နော်ဒါကူကပ္ပသမိုင်းမှာကြည့်ရင်တတိအရေးကြီးတာကိုတွေ့နိုင်တယ်တတိတာမရှိရင်လွဲသွားတာတွေအများကြီးရှိတယ်ဥပမာဖလမ်းမင်းကပနက်စလင်တွေ့တာတတိရှိလို့သူလုံနေတာကတခုမမျော်လင့်တာကိုတွေ့လိုက်တယ်ဒါပေမဲ့တတိပြထမ်းပြီးဒါဘာလဲလို့ကြည့်လိုက်တဲ့အခါကျတော့မှုံမျိုးဥကပဏိဇီဝဆေးကိုသွားတွေ့တယ်တချို့ပညာတွေကအလစ်အငိုက်ဝင်လာတယ်သူ့ကိုမိအောင်ဖမ်းနိုင်ဖို့ကတတိကမှဖမ်းနိုင်တယ်လူကကြံနိုင်ဖြစ်ချင်မှဖြစ်မယ်မူလအစီအစဉ်ခြားတာတိုင်းဟုတ်ချင်မှဟုတ်မယ်အဲ့ဒါတစ်ချက်နောက်အခုကျွန်တော်တို့ပြောနေတဲ့နျူကလ িয়ার ဖိစစ်တွေဘာတွေပေါ်လာတယ်အစကရတ်တာဖိုးတို့လက်ထက်အထိအတမ်ကိုဘီလီရဲ့ဘောလုံးလို့သဘောထားတာသေးတော့သေးတယ်ဒါပေမဲ့ solid အဲ့ဒီလိုတွက်ထားတာအဲ့ဒီတော့ရတ်တာဖိုးကသူ့တပည့်တယောက်ကိုအခြေခံပညာပေးတဲ့အနေနဲ့လုပ်ငန်းလေးတစ်ခုလုပ်ခိုင်းတယ်အဲ့ဒီလုပ်ငန်းလေးကိုတပည့်ကျောင်းသားကလည်းဘာမှမသိပဲလုပ်နေတာလုပ်ခိုင်းထားတာကဘာလဲဆိုတော့ဟိုကနေပြီးတော့တန်ပြားလေးနဲ့ဝိုင်းထားတယ်ဒီကအီလက်ထရွန်အရှိန်ပေးစက်နဲ့အီလက်ထရွန်တွေလွှတ်ပေးတယ်ဒီတန်ပြားလေးကိုမှန်ပြီးအီလက်ထရွန်တွေကဒီဘက်ကိုလင့်ဆင်ပြီးကြာလာမယ်ဒေါက်အန်ဂယ်တွက်ထားပြီးကြာမဲ့နေရာမှာဖလင်ပြား photographic plate ကိုထားမယ်မှန်ပြီးနဲ့ကြည့်ပြီးကြာလာတာတွေကိုသူရည်တွဲလို့ရတယ်တပည့်ကိုအဲ့ဒီဟာရည်တွဲလို့မှားထားခဲ့တယ်သူလဲသွားဆရာရှိတာသွားတာပေါ့ပြန်လာတော့ဟိုကောင်တင်မြတော့မျက်လုံးပြူသွားတယ်ဒီက100လို့ရင်ဟိုမှာ100ကြာရမှာပေါ့ခုကြည့်တော့100မပြည့်ဘူးယော့နေတယ်ဒီတော့ဘာသွားတွေ့လဲဆိုရင်တချို့ကတော့မူလလွှတ်တဲ့အတိုင်းတောက်ခနဲဆိုပြန်မှန်ကြလာတာရှိတယ်တချို့ကတော့ဖောက်ကိုထွက်သွားတယ်အဲ့ဒါကြောင့်ဒီမှာလွှတ်သမျှမရှိပဲဖြစ်နေတာဒါတတိများမရှိရင်ခမဲမသားဖို့တတိရှိလို့ပြန်ဆန်းသိကြည့်တယ်ဟုတ်တယ်အကုန်လုံးပြန်မကြဘူးတချို့ပြန်ကြတယ်တချို့လွတ်ထွက်သွားတယ်ဒီမှာအတမ်ဆိုတဲ့သဘောမှာထိမှန်ပြီးပြန်လွင့်စင်ကြနိုင်လောက်အောင်မာတဲ့သဘောလည်းတစ်ခုရှိရမယ်ပြီးတော့မှဖောက်ထွင်းသွားဖို့အာကာသလည်းရှိရမယ်အဲ့ဒီတော့မှအခုကျွန်တော်တို့နားလည်ကြတဲ့အတမ်မော်ဒယ်ဘေးကအီလက်ထရွန်တွေထကြွနေပြီးဗဟိုကနျူကလ িয়ার စီးတဲ့အတမ်ပုံပေါ်လာတာညံနဲ့မြင်လိုက်တာညံနဲ့ဘာလို့မြင်တယ်လဲဆိုရင်ရတာဖို့မှာတတိရှိလိုက်လို့အဲ့ဒီတော့ပညာရပ်တိုင်းမှာ science မှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်တတိကသိအရေးကြီးတယ်တတိမထားလိုက်မိရင်လွတ်သွားတာရှိတယ် discovery ခေါ်တဲ့သိပ္ပံပညာတွေ့ရှိမှုအတော်များများဟာအမှတ်မထင်မမျှော်လင့်ပဲတွေ့တာအများကြီးပဲရှိတယ်လွတ်ထားလို့မရဘူးဒါကြောင့်ပညာစစ်ပညာမှန်မှာတတိဟာသိအရေးကြီးတယ်ပညာရေးပဲလုပ်ပညာပဲသင်တတိတော့မမေ့နဲ့တတိရဲ့တမာတိရဲ့ပညာရဲ့အဲ့ဒီ၃ခုကခွဲခြားမရဘူးအမြဲရှိနေတယ်ဒါကြောင့်ပညာရှိတွေကတတိရှိဖို့အရေးကြီးတယ်တတိရှိမှအစွန်းနှစ်ဖက်ကိုမသွားဘူးအဲ့ဒီလိုမှမှန်သောလမ်းကြောင်းပေါ်မှာနေနိုင်တယ်တတိလက်လွတ်လိုက်ရင်တစ်ဖက်သက်ဖြစ်သွားတာတွေရှိတယ်ဒီတော့အဲ့ဒီလိုခဲရခက်စစ်နဲ့ပညာရဖို့အတွက်ပါဠိဖြစ်ရတယ်ဆိုတာပါဠိလိုဘယ်လိုခေါ်တယ်လဲဆိုရင်ဇာတိပညာလို့ခေါ်တယ်မြန်မာလိုအဓိပ္ပာယ်ကပရိတ်တန်နေမှပါလာသောပညာတချို့ကပရိတ်တရေကလေးကပညာကိုပါမလာဘူးလောဘအပြည့်ဒေါသအပြည့်မောဟအပြည့်နဲ့မွေးလာတဲ့အဟိတ်တွေအဲ့ဒါတွေကမက်ပညာဖို့ပညာနဲ့အဝေးကြီးတွေတချို့ကဒွိဟိတ်အဖြစ်နဲ့မွေးလာတယ်ဒွိဟိတ်ဆိုတာကအလောဘအဒေါသတွေတော့ပါပါတယ်အမောဟတော့မပါဘူးအဲ့ဒီပုဂ္ဂိုလ်တွေကအလောဘဆိုတဲ့ဟိတ်ပါတဲ့အတွက်ဒါနအလှူပြုဖို့ဝင်မလေးတတ်ကြဘူးအဒေါသပါလာတတ်တဲ့အတွက်တီလထိန်ဖို့လည်းဝင်မလေးဘူးဒါပေမဲ့အမောဟပါမလာတဲ့အတွက်ဝိပဿနာတော့ဘယ်တော့မှမထိုင်ဘူးတိဟိတ်ပုဂ္ဂိုလ်ကြတော့မှ၃ပါးစလုံးပါတယ်အလောဘလောဘမရှိခြင်းလောဘကိုမကြိုက်ခြင်းအဒေါသဒေါသမရှိခြင်းဒေါသကိုမကြိုက်ခြင်း
မောဟနောက်ဆုံးတော့မောဟဆိုတဲ့အဝိဇ္ဇာအမိုက်တရားကိုမကြိုက်ခြင်းမလိုချင်ဘူးပဲ့တယ်ဒီသုံးပါးနဲ့ပြည့်စုံသောပုဂ္ဂိုလ်ဒီကမဲ့ဖို့ပညာရနိုင်ပါတယ်အဲ့ဒါကလည်းပရိသန်တွေစိတ်နဲ့ဆိုင်တယ်ပရိသတွေကပါတဲ့ဇာတိပညာလို့ခေါ်တယ်ဇာတိပညာရှိတဲ့သူတွေကအလွန်မြန်တယ်ဇာတိပညာကလည်းအမျိုးမျိုးရှိတယ်ဖျားလက်ထက်တုန်းကကိစ္စတွေဆရာမပြောဘူးမော်ဒန်ကိစ္စတွေပြောမယ်နေုံသူ့နာမည်ဆရာမေ့သွားတယ်ဂက်ဆက်ထင်တယ်သူကကလေးလေးရှိသေးတယ်နောက်တော့ကဘာကျော်တင်ချဆရာကြီးဖြစ်လာတာကလေးဘွားမှာကျောင်းဆရာမတယောက်ကအလုပ်လုပ်ဖို့ရှိတယ်ကလေးတွေငြိမ်စေချင်တာနဲ့အလုပ်တစ်ခုပေးတယ်တစ်ကနေ100ထိပေါင်းကြာမယ်လေ1နဲ့2ပေါင်းရတဲ့ဟာနဲ့3နဲ့ထပ်ပေါင်း4နဲ့ထပ်ပေါင်းမူလတန်းကလေးတွေကိုတစ်ကနေ100ထိပေါင်းခိုင်းထားတာဒီလိုဆိုဆရာမအလုပ်လုပ်နိုင်မယ်ကောင်လေးတွေငြိမ်နေမယ်ဒီလိုအချိန်မှာကျောင်းသားတယောက်ကဘာမှမကြဘူးပြီးပြီဆိုပြီးလာပြတယ်ဟာမြန်လာကြည်လားမင်းဘယ်လိုလုပ်လဲအဲ့ဒီတော့သူကဖော်မြူလာလေးချပြလိုက်တယ်ဘဟုကနန်းကိုယူလိုက်တဲ့သဘောပဲဟိုဘက်ဒီဘက်ပေါင်းလိုက်တဲ့အချိန်မှာသူများကလေးတွေမပြီးသေးတဲ့အချိန်မှာသူကမိနစ်ပိုင်းအတွင်းပြီးလာတယ်အဲ့ဒါဖော်မြူလာအသစ်ဖြစ်လာတယ်အဲ့ဒါကလေးလေးဆရာမတော့မသိဘူးကဘာမှာလဲအဲ့ဒီဖော်မြူလာမရှိသေးဘူးတစ်ကနေ100ကိုလူဘိန်းတွေလိုပေါင်းနေတယ်ဖော်မြူလာနဲ့တွက်လိုက်ရင်ခဏလေးနဲ့ရတယ်ငငယ်လေးနဲ့သိတာဒါတော်တော်ကောင်းတဲ့ဥနှောက်အဲ့ဒီလိုကလေးမျိုးတွေအများကြီးရှိတယ်ဒါကသိပ္ပံပညာဘက်မှာတွေ့ရတယ်ဂီတဘက်မှာတွေ့ရတယ်၊ကြပြဘက်မှာတွေ့ရတယ်။ငငယ်လေးနဲ့လူတစ်ဖက်သားထက်ဥနောက်သားနေတာရှိတယ်။အဲ့ဒါဇာတိပညာပါရမီ။လူများတကာကလောဘဒေါသတွေထူပြောနေပေမဲ့မထူပြောတဲ့သူတွေရှိတယ်။ဒါတွေကိုပယ်တဲ့သူရှိတယ်။အဲ့ဒါပါရမီအရာပါလာတာ။အဲ့ဒီပါလာတာချင်းတူတူကိုလူတစ်ယောက်နဲ့တစ်ယောက်မတူပြန်ဘူး။မဲ့ညံဖုန်ညံရသွားတဲ့အထဲမှာအဆအဆရှိတယ်။တရားကိုတူတူလေးပြောလိုက်တာ။အဲ့ဒီတူတူလေးကတခါတည်းမဲ့အထီစိုက်သွားတယ်။အရှင်သာရိပုတ္တရာလိုပေါ့။တရားတစ်ပိုက်ကိုရွတ်တာဝက်ကြမဆုံးသေးဘူးသောတာပန်ဖြစ်သွားပြီ။သိမြန်တာဒီပုဂ္ဂိုလ်မျိုးကိုဥက္ခာဏိတညူလို့ခေါ်တယ်။နောက်တစားကအဲ့ဒီလောက်တော့မမြန်ဘူး။တရားရဲ့အနက်တိပေကိုနည်းနည်းကြည်ကြည်လေးအသင်အတင်ပြောလိုက်တာနဲ့မဲ့ညံဖုန်ညံရသွားတဲ့အမျိုးအစားဝိပိစင်တညူပုဂ္ဂိုလ်လို့ခေါ်တယ်။နောက်တစ်မျိုးကတော့အဲ့ဒီလိုအကျဉ်းမဟုတ်ဘူးအကျယ်ကြီးဟောပေးရတယ်။ပထမအကျဉ်းလေးပြောလိုက်အဲ့ဒီအကျဉ်းလေးကိုချဲ့ပြီးတော့အကျယ်ကြီးဟောလိုက်ဥပမာတွေဥပမေယတွေအရှိကြီးဟောမှဖြစ်တာအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့နေရပုဂ္ဂိုလ်လို့ခေါ်တယ်။တဘာဝတွေနော်တော်တဲ့ကလေးတွေကိုသတိထားရတယ်။အတန်းထဲမှာကလေးတယောက်စိုးနေရင်တိတ်တော်လို့ဆိုတာဖြစ်တတ်တယ်။အတန်းထဲမှာတင်ပေးနေတာအများစုနဲ့ဆိုင်တဲ့ရေဘူးရတွေတိတ်ညံကောင်းတဲ့ကလေးအတွက်လွယ်လွန်းအားကြီးလို့စိတ်မဝင်စားဘူးပြင်းစရာဖြစ်နေတယ်အဲ့ဒီအတွက်ဆိုတတ်တယ်ဆရာဆရာမတွေကဒီကလေးညံရီဘယ်လောက်ရှိလဲသိရတယ်ဆရာမတွေကမြင့်မားသောပညာပေးရင်ပေးဒါမှမဟုတ်အတန်းတင်ပေးရတယ်ဒီလိုပဲတချို့ကလေးတွေကြတော့တိတ်ထိုင်းနေရင်ဟာလူတကာရတာနေမရဘူးလားထိတ်ခေါက်ဒီကောင်အသုံးမကျဘူးလားဆိုပြီးစူကလေးရဲ့ညံအခြေအနေဟာလူတကာနဲ့မတူဘူးရေဘူးရရဲ့အောက်မှာကြာနေတာကိုမသိတော့ကလေးကတနာစရာပဲဆရာမလည်းအလကားပဲဒေါသဖြစ်တယ်ဒါမျိုးကြတော့ကလေးကိုတေချာကြည့်ပြီးအထူးအစီအစဉ်နဲ့တင်ပေးလုပ်ပေးရတယ်ပညာရေးစိတ်ပညာကိုလည်းသတိထားရတယ်နော်normal curve ဆိုတာသိတယ်မဟုတ်လားခေါင်းလောင်းပုံကြီးလေဘဟုကအများစုကဘဟုတဝိုက်မှာဟိုဘက်အစွန်းဒီဘက်အစွန်းမှာအရေးအတွက်နေတယ်အဲ့ဒီတော့လူတွေမှာလဲစောစောကပြောတဲ့လူချင်းတူရင်ရေပူရအားဖြင့်လူနဲ့ထိုက်တန်တဲ့အသိဉာဏ်ပညာကတော့အများစုမှာရှိတယ်။ချွင်းချက်အနေနဲ့လူတကာထက်ဉာဏ်ထက်တဲ့သူအနည်းစုရှိတယ်။ပညာရေးရဲ့အထာကတခါတလေတိမ်မွေ့တယ်။ခုနကအရှင်သောနတ်ထီအကြောင်းပြောခဲ့တယ်။ဉာဏ်ထက်မြက်လျက်နဲ့နီးမစီလျော်ရင်နှောင့်နှေးတတ်တဲ့အဆဆရရမှာတတိထားပြီးပညာကိုပေးရတယ်။မြတ်စွာဘုရားကတော့ဇယိုက်ဇဘာဝပါရမီအဆင့်တွေကိုသိတယ်။ဒါကြောင့်ဗုဒ္ဓတရားတော်သည်လောကုတ္တရာကိုဟောခြင်းမှန်ပေမဲ့ဗုဒ္ဓသည်လောကီကိုလည်းမပြစ်ပယ်ဘူး။လောကီမှာဗုဒ္ဓတရားတွေကိုအများကြီးသုံးနိုင်ပါတယ်။တရားတွေကနေရတဲ့ပညာရေးသဘောတရားတွေအခုခေတ်သစ်ပညာရေးမှာလည်းထည့်သွင်းစဉ်းစားနိုင်တာတွေပါပါတယ်။ပညာရဲ့သဘာဝပေါ့ဒီလိုဆိုဆရာစောစောကပြောတဲ့ဇာတိပညာကတော့လူနည်းစုပေါ့ဆရာကျွန်တော်တို့ရေဘူးရလူများစုကိုပြောရင်တော့ဆိုင်ရာပညာရပ်တွေမှာသင်ကြားပြီးသင်ယူပြီးဆိုရင်အဲ့ဒီပညာရပ်တွေမှာလုံလောက်တဲ့အချိန်လိုတာပေါ့နော်လိုတာပေါ့လိုတယ်ပါရမီဆိုတာဖြစ်ရတယ်ခုနကအဲ့ဒီပါရမီဆိုတဲ့အချိန်လိုတယ်အဲ့ဒီလုံလောက်တဲ့အချိန်တွေကိုဇွတ်အတ္တမချုံလိုက်ရင်ကောဆရာဇွတ်အတ္တမချုံလိုက်ရင်မရဘူးတခါတည်းလောကြည့်ပြီးတော့ဟိုမရောက်ဒီမရောက်တွေဖြစ်ကုန်တတ်တယ်။ဒါပေမဲ့တိတ်တော်တဲ့လူတွေကြတော့အချိန်အရှိကြီးသွားလို့မရဘူး။သူနဲ့ထိုက်တန်တဲ့အချိန်ပဲပေးရတယ်။တိတ်ညံ့တဲ့သူတွေကြတော့လေသူနဲ့ထိုက်တန်တဲ့အချိန်ပေးရတယ်
အဲ့ဒီသဘောတွေရှိတယ်ကျွန်တော်တို့ဒီလိုပြောနိုင်တာကတော့ဟိုးအများစုအတွက်ပဲတွက်ချက်လို့ရတယ်ဒါပေမဲ့တတိလေးဝင်လိုက်တဲ့အတွက်အထူးကိစ္စတွေအတွက်လည်းပညာရေးကအစင်းသင့်လုပ်ထားရတယ်တိတ်တော်တဲ့လူတွေအတွက်လည်းတစ်ခုခုလုပ်ပေးနိုင်ရမယ်တိတ်ညံ့တဲ့လူတွေအတွက်လည်းလုပ်ပေးရမယ်သို့တော့သူတို့ကလူနည်းစုပါလူများစုအတွက်တော့ရေဘူးရမှုတွေစီးမြင့်တွေပေးနိုင်ဖို့လိုတယ်နောက်တစ်ခုသိချင်ပါတယ်ဆရာ PhD ဆိုတဲ့ကိစ္စမှာ PhD ရခြင်းမရခြင်းဟာသက်ဆိုင်ရာပညာရပ်မှာအကျိုးသက်ရောက်မှုဘယ်လိုများရှိနိုင်ပါသလဲဆရာကျွန်တော်တို့ဘွဲတွေအကြောင်းပြောရင်နည်းနည်းရှင်းအောင်ပြောနိုင်ရင်ကောင်းမယ် PhD ဆိုတော့ Doctor of Philosophy MA/MSc ကျတော့ Master of Arts Master of Science ဆိုပြီးခွဲထားပြီးတော့ PhD ကအမြင့် MA/MSc ကသူ့အောက်ကဆိုပြီးတော့ခွဲထားတယ်။ရှေ့ကအင်္ဂလန်မှာ Master ဆိုတာသုံးတယ်။ Master ဆိုတာကဆက်ရအရှင်သခင်ဒီအဓိပ္ပာယ်ရတယ်။ PhD ဆိုတာကတော့ Doctor of Philosophy လို့ပြောတဲ့အထက်မှာ Doctor ဆိုတာကလည်းဆက်ရလို့ပဲအဓိပ္ပာယ်ရတယ်။အဲ့ဒါအီတလီအသုံးတောင်ပိုင်းကပေါ့။နောက်ပညာရပ်တစ်ရပ်ကိုမိမိသိယုံတယ်မကပဲဆရာအဖြစ်ထပ်ဆင့်ပြီးသင်ကြားနိုင်ရင်မာစတာလို့လည်းခေါ်တယ်လို့ဒေါက်တာလို့လည်းခေါ်တယ်။ဒါကမူလအစအခေါ်တွေရဲ့စမြင့်အထူးသဖြင့်မာစတာကိစ္စကရှင်းတယ်။ဘာလို့မာစတာလို့ခေါ်လဲဆိုတော့မာစတာအောက်မှာနှိမ့်တဲ့သူကရှိတယ်။မာစတာအောက်မှာရှိတဲ့သူကဘတ်ချလာဆိုတာရှိတယ်။ဘာကြောင့်သူ့ကိုဘတ်ချလာလို့ခေါ်လဲ။မာစတာရှိလို့ခေါ်တယ်။အဲ့ဒါကတော့သူတို့ပရိသတ်ယဉ်ကျေးမှုနဲ့ပတ်သက်နေတယ်။ကိုစွမ်းကိုစားရဲ့စွမ်းရည်တတိကိုသူ့ရဲ့လျုံရည်အစွမ်းကိုပြပြီးတော့မြို့စားကြီးနေစားကြီးတို့မဟုတ်ဘယင်မြင့်မြတ်စီသွားအမှုထမ်းတယ်အမှုထမ်းတော့သူ့ဤချင်းကိုကြိုက်တဲ့အခါမှာပထမနိုင်ဆိုတဲ့သူရဲ့ကောင်ကျွန်တော်ကတော့သူရဲတော်လို့ဘာသာပြန်ထားတယ်စာပွဲရတယ်စာပွဲရပေးလိုက်တယ်ဒါသူရဲကောင်းပဲရှိသေးတယ်နောက်အဲ့ဒီကနေသူကထူးထူးချွန်ချွန်လုံးနိုင်တဲ့အတွက်မြို့စားကြီးနေစားကြီးတွေကချီးမြှင့်လို့မြေတွေဘာတွေပိုင်လာတယ်မြေတွေဘာတွေပိုင်လာတဲ့အခါကျတော့စိုက်ပျိုးနိုင်တယ်မွေးမြူနိုင်တယ်ဒီတော့အစမှာကြီးပွားရေးအတွက်နွားမွေးကြတယ်ဘတ်ချလာဆိုတဲ့စကားဟာဘက်ကဆိုတာကလာတယ်ဘက်ကနွားကိုပြောတာနွားပိုင်သူဖြစ်သွားပြီတာမန်ဒဏမရှိတော့လူစမ်းကောင်မဟုတ်တော့ဘူးဒဏလည်းရှိတဲ့လူစမ်းကောင်ဖြစ်ပြီးဒါဘတ်ချလာဘက်ကလာတာအဲ့ဒီဘတ်ချလာနိုင်ရဲ့အထက်မှာမာစတာမျိုးစားကြီးနေစားကြီးတွေရှိတယ်အဲ့ဒါကိုပညာရေးမှာယူသုံးတယ်ပညာသင်ဆဲလူအောက်အဆင့်ကလူလို့ဘတ်ချလာလို့ခေါ်တယ်အပေါ်ဆင့်မှာနေတဲ့သူကိုမာစတာလို့ခေါ်တယ်ဒါကမူလအစအဲ့လိုမာစတာဘွဲ့ပေးမယ်ဒေါက်တာဘွဲ့ပေးမယ်ဆိုတာသူကဆရာဖြစ်ပြီးဆရာတဆူလှုပ်ရှားတော့မယ်ဆိုတော့ကိုပိုင်ဉာဏ်အရေးကြီးတယ်ကိုပိုင်ဉာဏ်ဘယ်လောက်အရေးကြီးသလဲကိုပိုင်ဉာဏ်ကြီးတဲ့သူကိုမှဒေါက်တာဘွဲ့မာစတာဘွဲ့ပေးတယ်သူများသင်ပေးထားတာကိုအလှစ်ကျက်ပြီးတော့ပြောနိုင်ရုံဆိုနိုင်ရုံနဲ့သူ့ကိုမာစတာဘွဲ့ဒေါက်တာဘွဲ့မပေးသေးဘူးဒါကိုနှိုက်ကလည်းခက်ပါတယ်သူများသင်ပေးထားတာကိုပဲအမှားယွင်းမရှိအောင်လုပ်နိုင်တာခက်တယ်ဒါပေမဲ့ကိုပိုင်အစွမ်းအစကိုပိုင်ဉာဏ်နဲ့သူများမတွေ့သေးတာကိုတွေ့ခြင်းသူများမသိသေးတာကိုသိခြင်းသူများမမြင်သေးတာကိုမြင်ခြင်းသူများမဖော်ပြနိုင်တာကိုဖော်ပြခြင်းအင်္ဂလိပ်လို originality လို့ခေါ်တယ် originality ကိုပြနိုင်မှသာလျှင်မာစတာဘွဲ့ဒေါက်တာဘွဲ့ရတယ်အခုထိလည်းနိုင်ငံခြားသွားပြီးမာစတာ PhD ယူတဲ့လူတွေဆိုလို့ရှိရင် originality ပြနိုင်ရတယ်ဆရာတို့အခေါ်ကတော့ original research တင်နိုင်မှ master degree PhD degree ရတယ်ဥပမာဆိုပါတော့ဆရာတို့ကိုလံဗီယာတက္ကသိုလ်ထုံးစံအရ master requirement ဆိုတာသင်ပေးတာပဲသင်ပေးတာလိုက်မှတ်ပြီးတော့ဖြည့်အဲ့ဒါပြည်သွားပြီပြည်သွားရုံနဲ့မပြီးသေးဘူးသူက original တခုကို thesis အဖြစ်နဲ့တင်ရတယ်သူ့ကိုယ်ပိုင်ပေါ့အဓိပ္ပာယ်ကသူများမတွေ့ဘူးတာဖြစ်ရမယ်သူများတွေ့ဘူးတာကိုထပ်ကွန်ပြီးလုပ်တာဖြစ်ရင်ဖြစ်ရမယ်သူများတွေ့တဲ့အထက်ကအမှားကိုထောက်ပြပြီးအမှန်ကိုတင်ပြတာဖြစ်ချင်းဖြစ်နေမယ်ကိုယ်ပိုင်ဖြစ်ရမယ်အဲ့ဒီတော့မှMaster Degree နဲ့ PhD Degree ပေးတယ်အသားပေးမှုတော့တပြီနဲ့တပြီမတူဘူးတချို့ကတော့ Master ကိုဖိတင်ပြီး PhD ကိုအချိန်ကျရင်အလိုလိုရသွားတဲ့ဟာတွေရှိတယ် Master ကပိုခက်တယ် PhD ကတက်တာလာတယ်တချို့တိုင်းပြည်ကြတော့ Master ကိုလိုအပ်သမျှတင်ပြီး PhD ကြားမှာဖိတင်ပြီး Original တွေဖိတောင်းတယ်အဲ့ဒါတွေရှိတယ်ဒါကြောင့်ဘွဲဒီဂရီတစ်ခုကိုကြည့်ပြီးတော့ဒီလူတွေအတော်ဆုံးပဲလို့ပြောလို့မရဘူးသူ့ဒီဂရီဒီဘယ်တိုင်းပြည်ကလဲဒါလဲကြည့်ရတယ်စနစ်မတူတဲ့အတွက်တခါတိုင်းပြည်တစ်ပြည်ထဲတောင်မှဘယ်တက္ကသိုလ်ကလဲစီကံကြီးသောတက္ကသိုလ်လားလက်ခက်သောတက္ကသိုလ်လားဈေးကြီးသောတက္ကသိုလ်လားဒီလိုကြည့်ရတယ်ဒါကြောင့်မို့လို့များသောအားဖြင့်မိမိဘွဲတွေကိုပြောတဲ့အခါမှာမိမိယူခဲ့သောတက္ကသိုလ်ရဲ့အမည်ကိုကွင်းစကွင်းပိတ်ထဲကထည့်ပေးရတယ်ဒါကိုကြည့်လိုက်ရင်သိတယ်သူ့အဆင့်တန်းကိုရိုးရိုးမာစတာဆိုရုံနဲ့ PhD ဆိုရုံနဲ့လူတော်လို့တစ်ထိကြမပြောနိုင်ဘူးသင်ယူခဲ့သောတိုင်းပြည်သင်ယူခဲ့သောတက္ကသိုလ်ဒီပေါ်လဲတည်တယ်
အဓိကကတော့ original တောင်းတယ်ဒီတော့ခက်တော့ခက်သားဗျ originality ဆိုတာကအပြောလွယ်သလောက်တကယ်အလုပ်ကြတော့ခက်တယ်များသောအားဖြင့်ယူပဗေဒတို့ဓာတုဗေဒတို့လို natural science တွေမှာ PhD တွေထွက်တာများတယ်သူတို့ကတော်တော်ရှေ့ပြေးရောက်နေတဲ့သိပ္ပံပညာတွေဖြစ်တော့အသစ်ဖြစ်သောပြဿနာတွေတိုးနေတယ်အဲ့ဒီအသစ်ဖြစ်သောပြဿနာတွေကိုဆရာတွေကတပည့်တွေကိုချပေးပြီးတပည့်တွေကရှင်းလိုက်လို့ရှိရင်အသစ်တွေထပ်ရနိုင်တယ်ဒီပညာတွေက originality ပေးနိုင်ဖို့ original research တွေအများကြီးပေးနိုင်တယ်ဒါပေမဲ့တချို့ဘာသာရပ်တွေက originality ရဖို့အလွန်ခက်တယ်ပြဿနာအသစ်တရက်တွေ့ဖို့အလွန်ခဲရင်းနဲ့ဘယ်လိုပညာရပ်တွေလဲ pure maths လို့ခေါ်တဲ့ဟာမျိုး pure philosophy လို့ဟာမျိုးအဲ့ဒီမှာ originality ထွက်လာအောင်ပြဿနာကရှားပါခက်ခဲတယ်ဒါကြောင့်များသောအားဖြင့်အဲ့ဒီလို pure maths တို့ philosophy တို့မှာက pure အစား apply တွေလုပ်ကြတာများတယ် philosophy တက်ယူမဲ့အစား cultural philosophy နဲ့ယူတဲ့သူတွေရှိတယ်pure maths နဲ့ယူမဲ့အစား statistics နဲ့ယူတဲ့သူတွေရှိတယ်အစသဖြင့်အဲ့ဒီလိုပေါ့ဒါကြောင့် originality လိုအပ်ချက်ကိုပြောရင်ခုနပြောသလိုတိုင်းပြည်နဲ့တက္ကသိုလ်တွေမှာကဘာသာရပ်ပေါ်လဲတည်သေးတယ် philosophy လိုသင်္ချာဘာသာရပ်တွေကအလွန်ခဲရင်းတယ်ထိုနည်းတူစွာ literature NB မှာလဲခဲရင်းတယ်အဲ့ဒီတော့ဆရာသက်ဆိုင်ရာဘာသာရပ်အတွက်အကျိုးကနှစ်ခုစလုံးကြီးပါတယ်အကြီးဆုံးကတော့သူများမတွေ့သေးတာတွေ့တယ်သူများမမြင်သေးတာမြင်တယ်ဆိုတာကတော့အမြင့်ဆုံးပေါ့ဒီဟာတွေရတဲ့အတွက်မိမိတိုင်းပြည်တည်းမဟုတ်ပဲကမ္ဘာအတွက်လည်းကောင်းပါတယ်အဲ့ဒီလိုပုံကိုယ်တွေက Nobel Prize တွေရကုန်ကြတာပေါ့ကမ္ဘာလောကကိုကောင်းကျိုးအများကြီးပေးနိုင်တယ်လေမတွေ့သေးမသိသေးတာကိုတွေ့လိုက်သိလိုက်တယ်ဆိုရင်အများကြီးပဲတချို့ကြတော့လေအဲ့ဒီလောက်အဆင့်မမြင့်ပေမဲ့ရေဘူးရအသုံးပြုဖို့လောကကိုအကျိုးပေးတာရှိတယ်သဘောကတော့ကြိုးစားကြတာကိုမာစတာရဖို့ original ဖြစ်အောင် PhD ရဖို့ original ရအောင်ကြိုးစားတော့တချို့လဲပေါက်မြောက်သွားပြီးထူးထူးချွန်ချွန်ဖြစ်သွားတယ်တချို့တော့လဲအစ်စ်မတွေ့လင့်ကစားဒါလုံရင်တန်လန်သူ့မှာပညာတွေအများကြီးတိုးလာတယ်အဲ့ဒီကနေသူ့ရှာဖွေတွေ့ရှိချက်ကကဘာကြီးတုန်လှုပ်သွားအောင်သမိုင်းကြီးပြောင်းသွားအောင်သိပ္ပံပညာကြီးပြောင်းသွားအောင်စီးပွားရေးပညာရေးပြောင်းသွားလောက်အောင်တုန်လှုပ်ခြောက်ခြားသွားရလောက်အောင်တွေ့ရှိချက်မဟုတ်လင့်ကစားသူ့အတိုင်းအတာနဲ့အကျိုးရှိတယ်ဒါကြောင့်တက္ကသိုလ်ကြီးတိုင်းဟာ Master Program တွေလုပ်ကိုလုပ်ပေးရတယ်လေးစားလောက်တဲ့တက္ကသိုလ်တွေကဘာတွေလဲဆရာအဲ့ဒီဟာကတော့အပြောရခက်တယ်ဗျဘယ်တက္ကသိုလ်တွေလေးစားလောက်လဲဆိုတာတက္ကသိုလ်အစွဲကြီးတွေကလည်းရှိတတ်တယ်ထိပ်သီးတက္ကသိုလ်ကြီးတွေကနေပြီးတော့ခက်ချာချာထွက်လာတဲ့သူလည်းရှိတာပဲဗျတက္ကသိုလ်သေးသေးလေးကနေထူးထူးချွန်ချွန်ဖြစ်လာတဲ့သူလည်းရှိတာပဲဒီနေရာကျတော့လူပေါ်လဲတည်တာလည်းရှိတယ်ခုနပြောသလိုဘာသာရပ်ပေါ်တည်တာလည်းရှိတယ်ဆရာမိတ်ဆွေတယောက်ဆိုအလွန်တော်တဲ့လူသူက Harvard မှာသွားပြီးတော့ PhD သွားလုပ်တယ် Harvard ကတိတ်မြင့်တာတိတ်တောင်းဆိုတာ original တောင်းတာသူကလည်း apply နဲ့ဘွဲ့မယူချင်ဘူးမာနကြီးတယ် pure maths နဲ့လုပ်တယ် master တော့ပြီးတယ်နှစ်အများကြီးကြာမှ PhD thesis တင်တာလက်မခံဘူး original စံချိန်မကျင်နဲ့လို့အဲ့ဒီတော့ဒီအတိုင်းပြန်လာခဲ့ရတယ်အဲ့ဒီတော့သူ့ကို PhD မရလို့မတော်ဘူးလို့သွားမလုံးနဲ့ဗျအလွန်တော်တယ် PhD မရတာသူ့ကံနဲ့သူမဖောက်ထွင်းနိုင်လို့မရခဲ့ဘူးသို့တော့သူကဖောက်ထွင်းနိုင်ရတာနဲ့သက်ဆိုင်ရာကဖောက်ထွင်းချက်ကိုဖောက်ထွင်းချက်လို့လက်မခံတာမျိုးလည်းရှိတတ်တယ်ထိပ်သီးတက္ကသိုလ်ကြီးတွေဆိုတာကတော့ပညာရပ်တွေလည်းစုံတယ်အများကြီးသင်ပေးတယ်သူတို့စီမှာမသင်နိုင်တဲ့ပညာမရှိဘူးမသင်ပေးသောပညာမရှိဆိုတာကိုစုံအောင်လုပ်ထားတယ်နောက်ဆုံးပြခုထိဘယ်သူမှဂရုမစိုက်တော့တဲ့ရှေးဟောင်းဘာသာစကားတွေတောင်မှကျောင်းသားလေးတစ်ယောက်နှစ်ယောက်နဲ့ကျောင်းဖွင့်ထားတာတွေရှိတယ်အဲ့ဒီပညာတရက်ပျောက်သွားမှဆိုလို့အဲ့ဒါမျိုးတွေရှိတယ်သူတို့ကချမ်းကလည်းချမ်းသာတော့တတ်နိုင်တာပေါ့ဒါကပညာရပ်စုံခြင်းဒီပညာရပ်တွေစုံအောင်လုပ်ဖို့ဓာတ်ခွဲခန်းကြီးတွေဘာတွေကလည်းအများကြီးလုပ်ထားတယ်တခါအဲ့ဒီဓာတ်ခွဲခန်းကြီးတွေသုံးဖို့ပက်ဆံចောင်းသားလည်းပက်ဆံပေးရတာနော်ចောင်းသားကသူ့ဒေသနာလုပ်မယ်ဆိုရင်ပါမောက္ခကပက်ဆံတန်းချီပေးနိုင်တာတွေရှိတယ်နာမည်ကျော်တဲ့ပါမောက္ခလက်ထဲမှာသူ့ဒေသနာစီမံကိန်းနဲ့ငွေတွေရှိတာကိုအဲ့ဒီလိုပေးနိုင်အောင်လဲတက္ကသိုလ်ကချမ်းသာရတယ်ပြီးတော့တခါသူကဂုံပြေကြီးမားတဲ့အတွက်ကဘာပေါ်မှာတော်ပေးဆိုတဲ့လူတွေကသူတို့စီလာကြတယ်လစာတွေလည်းကောင်းတယ်ဒါမှမဟုတ်အခွင့်အရေးတွေကလည်းကောင်းတယ်ကိုလှုပ်ချင်တာကိုလှုပ်နိုင်တယ်ကိုလှုပ်ချင်တာကိုလှုပ်နိုင်တဲ့အတွက်ဆွဲဆောင်မှုရှိတယ်ဆွဲဆောင်မှုရှိတဲ့အတွက်ရောက်ကြတာအများကြီးပဲကျွန်တော်ဦးနှောက်ပြုံးတိမှုကိစ္စလေးပြောချင်တာပါဒီကျွန်တော်တို့မဖွင့်ပြသေးတဲ့နိုင်ငံကတော်တဲ့လူတွေမပြောနဲ့အနောက်ဥရောပကတော်တဲ့သူတွေအမေရိကကိုရောက်ကုန်တာရှိတယ်ဟိုမှာတက္ကသိုလ်ကြီးတွေကအခွင့်အလမ်းတွေရှိတယ်
opportunities တွေကောင်းတော့လစာကောင်းလို့ကြီးပဲတော့မဟုတ်ဘူးအဲ့ဒီကိုသွားကြတာရှိတယ်အဲ့ဒီလိုအဖက်ဖက်ကအစင်လာအားဖြင့်လဲကြာပြီငွေရေးကြေးအားဖြင့်လဲတောင်းတယ်ကရိယာအားဖြင့်လဲပြည့်စုံတယ်ဆရာကောင်းတွေနဲ့လဲပြည့်စုံတယ်တော်ဘေးဆိုတဲ့ចောင်းသားတွေကသူတို့စီတမင်လာတယ်ဆိုတော့အကြောင်းအပေါင်းဆိုစုံနေတဲ့တက္ကသိုလ်ကြီးတွေကထိတ်ပေါ်သူတို့စီဝင်ဖို့လဲခက်တယ်သူတို့စီကဘွဲရဖို့လဲခက်တယ်သူတို့စီကဝင်ခွင့်ရလို့ဘွဲရပြီဆိုပြန်ရင်လဲကဘာမှာလက်မထောင်နိုင်တယ်အဲ့လိုတက္ကသိုလ်ကြီးမျိုးတွေရောရှိတာပေါ့အင်္ဂလန်မှာတော့ Oxford တို့ Cambridge တို့လန်ဒန်တို့နာမည်အတော်ကြီးတယ်ပြင်သစ်ကတော့ဆိုးပွန်းကနာမည်ကြီးတယ်အမေရိကကတော့များတယ်ဗျသူကချမ်းသာတဲ့တိုင်းပြည်ကိုအဓိကက Harvard ရေးကိုလံဘီယာစတန်ဖို့နောက်ပြီးတော့ MIT နောက်ဆေးပညာဘက်မှာနာမည်ကြီးတာရှိသေးတယ်ဂျွန်ဟော့စကင်အဲ့ဒါကြီးတွေကထိတ်တန်းကြီးတွေပေါ့အဝင်လဲခက်တယ်ဥပမာ Harvard ကအခက်ဆုံး Harvard ကိုအခြေခံပညာအောင်လို့ဝင်ချင်ရင် Straight A ဖြစ်ရတယ် A တွေချီပဲ BCD ပါလာရင်လက်မခံဘူး B ပါရင်တော့မကြိုက်ဘူး A Straight A လို့ခေါ်တယ် A တွေတန်းစီနေတာဒါအမြင့်ဆုံးအမှတ်တွေရခဲ့တာအဲ့ဒီလိုပဲတခြားတက္ကသိုလ်ကောလိပ်တစ်ခုမှဝင်ပြီးတော့မှတော်အောင်ကြိုးစားပြီး Harvard ကိုသွားချင်တယ်ဆိုလို့ရှိရင်ဆိုပါတော့ MA သွားတက်ချင်တယ်ဆိုပါတော့သူ့ဘာသာမှာ Straight A ရရမယ်တခါ PhD သွားတက်ချင်တယ်ဆိုရင်တခြားတက္ကသိုလ်က MA မှာ Straight A ရရတယ် Harvard ကအဲ့ဒီလောက်ထိတောင်းဆိုတယ်ကျန်တဲ့တက္ကသိုလ်တွေကလည်း A တွေတောင်းပါတယ်ဒါပေမဲ့ Harvard လောက်တော့မပြင်းထန်ဘူးပေါ့ Harvard ကတော့တော်တော်လေးပြင်းထန်တယ်ဒါပေမဲ့ထူးချွန်မှုကြတော့သူ့ဟာနဲ့သူ Harvard ကထူးချွန်သူရှိတယ်လို့ရေးကထူးချွန်သူလည်းရှိတယ် MIT ကထူးချွန်သူလည်းရှိတယ် Stanford တို့ကော်နယ်တို့အခုဆိုရင်ကယ်လီဖိုးနီးယားတို့ရှိတယ်တခုပဲအမေရိကန်မှာမျက်စိလဲစရာတော့ရှိတယ်အမေရိကမှာ University ကနှစ်စားရှိတယ်တခုက Private University ကိုလံဘီယာတို့ Harvard တို့ရေးတို့နောက် University of California တို့အဲ့ဒါတွေက Private University တွေတက်တန်းလေးစီလာပြီကိုလံဘီယာဆိုလို့ရှိရင်အမေရိကန်လွတ်လပ်ရေးမရခင်ကတည်းကတည်ထားတာတမားဆိုအိုမာတဲ့ပညာဆိုအသက်ကြီးလေကောင်းလေပဲတက္ကသိုလ်ဆိုလဲအသက်ကြီးလေလူလေးစားလေပဲဒါကြောင့်မို့ University အမေရိကတွေထဲမှာ Ivy League အဖွဲ့ဝင်တက္ကသိုလ်များဆိုပြီးရှိတယ်သိတယ်မို့လား Ivy ဆိုတာနွယ်ရှိကြတဲ့တက္ကသိုလ်တွေကအိုမင်းလွန်းတဲ့အတွက်နွယ်တွေနံရံတွေမှာတက်နေတဲ့အတွက်အဲ့ဒီလိုရှိကြပြီးတက်တန်းရင်းတဲ့တက္ကသိုလ်တွေကို Ivy League တက္ကသိုလ်တွေလို့ခေါ်တယ်အဲ့ဒါကိုသူတို့ခုံယူကြတယ်နော်ခုံယူတယ်ဆရာတို့ Ivy League တက္ကသိုလ်ကထွက်တဲ့လူတွေဝတ်စားစီရင်တဲ့ဝတ်စားတွေကို League Style လို့ခေါ်တယ်တက္ကသိုလ်ကျောင်းသားချင်းအတူတူ Ivy League တက္ကသိုလ်ကလူတွေဝတ်တဲ့စားတဲ့ style က Ivy League style ပဲအိုမင်းရင့်ရော်ခြင်းကိုအသားပေးတယ်တက္ကသိုလ်တွေစေးရောင်တစ်တစ်လွင်လွင်ရှိတာကိုသူတို့ကခုံမယူဘူးအိုမင်းပြီးအသက်ကြီးတာကိုခုံယူတာနောက်တစ်ခုပေါ့ဆရာပညာရေးမှာသူတေသနာနဲ့အခန်းကဏ္ဍဘယ်လိုနေပါသလဲဆရာပညာရေးမှာသူတေသနာဒီအသက်ပဲဗျသူတေသနာမရှိရင်ပညာရေးကရပ်နေမှာပဲဘာလို့လဲဆိုတော့ဆရာစောစောကပြောပြီးပြီ science အနဲ့တိတ်ပဲကိုပညာမည်သည်အမြဲတမ်းတိုးတက်ပြောင်းလဲနေတယ်ပြောင်းလဲနေသောအခြေအနေအရရ၌ပြောင်းလဲနေသောသဘောတရားကိုအမိလိုက်ဖို့အတွက်အမြဲတမ်းသူတေသနာကလိုအပ်တယ်တနည်းအားဖြင့်ပညာဆိုတဲ့သဘောကတင်မောတစည်းလို့ကြောက်ချထားလို့မရဘူးသွားနေရတယ်ဗျသွားနေတာကသူတေသနာမရှိပဲနေလို့မရဘူးခုနကပြောတဲ့နာမည်ကျော်တက္ကသိုလ်ကြီးတွေထိပ်သီးတွေဆိုတာကအဲ့ဒီမှာနာမည်ကြီးတာသူတို့စီမှာသူတေသနာတွေကတပုံကြီးသူတေသနာလည်းအများကြီးလုပ်နေတာသူတေသနာလုပ်နိုင်အောင် facility လည်းပြည့်စုံတယ်ပတ်စံလည်းရှိတယ်နောက်ပြီးတော့သူတေသနာကိုအားပေးတယ်ပတ်ဝန်းကျင်အခြေအနေလည်းရှိတယ်သူတေသနာကိုအားမပေးသောပတ်ဝန်းကျင်ကြောင့်ခေတ်နောက်ကျကြံရစ်ခဲ့တဲ့တိုင်းပြည်တွေအများကြီးပဲအကောင်းဆုံးနမူနာကရုရှားတယံဝင်သဘောအရတော့သူတေသနာရှိတယ်ပြောတာပဲဒါပေမဲ့ပညာရှင်တွေကလှုပ်ချင်တာလှုပ်လို့မရဘူးဆရာပြန်ပြောမယ်နော်လှုပ်ချင်တာလှုပ်လို့မရဘူးလှုပ်စေချင်တာကိုသာလှုပ်ကြရတဲ့အတွက်သူတေသနာပတ်ဝန်းကျင်ရာခိုင်နှုန်း100မပြည့်တဲ့အတွက်သူခင်များတိုးတက်တဲ့လောက်မတိုးတက်ဘူးခုနပြောတဲ့တက္ကသိုလ်ကြီးတွေကြတော့ကိုလှုပ်ချင်တာကိုလို့ကိုမားရင်ကိုခံကိုမှန်ရင်ကိုဆန်အဲ့ဒီလိုမားမှန်ကိစ္စမှာတော့လူပေါင်းကြီးပျက်စီးသွားအောင်ဘယ်ပညာရှင်မှမလုပ်ပါဘူးလူတွေကိုဒုက္ခပေးမဲ့သူတေသနာမျိုးဘယ်သူမှမလုပ်ကြဘူးလူပေါင်းလည်းအကျိုးရှိမယ်မိမိလည်းအကျိုးရှိမယ်အဲ့ဒါမျိုးသာလုပ်ကြတယ်တက္ကသိုလ်တွေကလည်းအဲ့ဒါမျိုးမှလက်ခံတယ်တဘာဝအရာအထင်အကြောင်းတွေရှိတာပဲငါလှုပ်ချင်တာလုပ်မယ်ဆိုတဲ့စကားကစီကံမဲ့မဟုတ်ပါဘူးတဘာဝအထင်ကြောင်းတွေရှိတယ်အစဉ်အလာချင်းကြောင်းတွေရှိတယ်အထူးသဖြင့်ပညာရှင်တွေကြားမှာRenaissance ခေတ်ထဲထိမ့်သိမ်းလာတဲ့ဟ
humanism ဆိုတဲ့အစဉ်လာရှိတယ်ဗျမဆိုတရားအစဉ်လာလို့စီလျော်အောင်ဘာသာပြန်နိုင်တယ်နောက်ပညာစစ်ပညာမှန်ဆိုတာကဆရာခုနကပြောတဲ့အထက်မှာပါတယ်ခါရိုက်တာတို့စိတ်တို့ဆိုတာပါလာတဲ့အတွက်ပညာရှင်ကို၌ကသူ့ကိုယ်သူထိန်းထားလေးရှိတယ်ကိုမထိန်းနိုင်ရင်သူကပညာရှင်ကိုမဟုတ်ဘူးသူ့တဘာဝကူကထိန်းချောင်းမှုဆိုတာရှိတယ်ကောင်းတယ်အဲ့ဒီလိုမေးတာကောင်းတယ်နောက်ပြီးတော့ဆရာပညာရှင်ပေါ့လေပညာရှင်ပိတာတယ်ဆိုတဲ့ဇယိုက်လက္ခဏာတွေကဘယ်လိုရှိလဲဆရာကုနာကပြောတဲ့အထဲမှာပါပြီပညာကိုသိမှုကြီးနဲ့လည်းမရဘူးတတ်မှုကြီးနဲ့လည်းမရဘူးအချက်လက်တွေအများကြီးသိတာနဲ့လည်းမရဘူး wisdom ဆိုတဲ့ပညာသည် judgment ဆုံးဖြတ်နိုင်စွမ်းမှန်ကန်ဆုံးဖြတ်နိုင်စွမ်းလို့ခေါ်တယ်ပညာရှင်မှာမှန်ကန်ဆုံးဖြတ်နိုင်စွမ်းရှိရတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးသားလည်းရင် wisdom ခေါ်တဲ့ပညာရှိပုဂ္ဂိုလ်မျိုးဘယ်လောက်ထိထိမ့်သိမ့်တယ်လဲဆိုတာကဘာကျော်နမူနာရှိပါတယ်အနုမြူဘုံလုံတုံးကကြည်ပါလားအဲ့ဒါchain reaction ဆိုတာကြားဘူးတယ်နော် chain reaction ကို1930ခုနှစ်လောက်ကလေးကဓာတ်ခွဲခန်းထဲမှာဖြစ်နေပြီဒါပေမဲ့အသေးစားပေါ့ဒီလိုအတန်ကိုခွဲခြားလိုက်တဲ့အခါမှာထွက်လာတဲ့ energy က chain reaction ကြောင့်အင်မတန်ကြီးမားတဲ့ reaction ရနိုင်တယ်ဆိုတာကိုသိတာ1930လောက်ကလေးကဒါပေမဲ့ဘုံကြီးကိုလှုပ်ဖို့ကတော့တဆင့်တက်ရသေးတာပေါ့ဥပမာဆိုတော့ဖလန်မင်းကပနက်စလင်ကဘက်တီးရီးယားကိုသေစေတာသိတာကြပြီအဲ့ဒါကိုဆေးဖြစ်လုပ်ဖို့ကြတော့နှစ်ပေါင်းများစွာကြာတယ်ဒီလိုပဲ chain reaction သဘောကနေပြီးတော့အခုလို uncontrolled release of nuclear energy ဆိုပြီးတော့ဘုံကြီးဖြစ်အောင်အတွက်တော့အချိန်ယူရတယ်အဲ့ဒါကိုဂျာမနီကလည်းသိတယ်ခမဂျပန်ကလည်းသိတယ်မီဇွန်းဆိုတဲ့ပါတီကယ်တစ်ခုကိုတွေ့သူကဂျပန်သူကလည်းမခေဘူးနော်အဲ့ဒီတော့ဒုတိယကမ္ဘာစစ်ကြီးကဖြစ်နေပြီလူတွေလည်းယူရေနီယံစုသူကစုသူဒေသနာလုပ်တဲ့သူကလုပ်တော်တော်ခရီးရောက်နေပြီအဲ့ဒါတွေကိုဟစ်တလာကလည်းကြိတ်လုံနေတယ်ဂျပန်ဖက်စစ်တွေကလည်းကြိတ်လုံနေတယ်ဒီမိုကရေစီနိုင်ငံတွေကြတော့မလုပ်မိဘူးဒါပေမဲ့ဒီအတိုင်းသာလွတ်ထားလို့ရှိရင်တော့ဒီနေ့အန္တရာယ်ဖြစ်နိုင်တယ်ကတ်နေပြီဒီတော့ scientist ကြီးတွေမှာခုနပြောတဲ့ judgment ပြဿနာပေါ်လာတယ်ပညာရှင်ကြီးများပြီးလူတွေအများကြီးသိနိုင်တဲ့ဘုံကြီးဖြစ်မှာကိုတော့သူတို့မလိုလားဘူးမနှစ်သက်ဘူးသူတို့လှုပ်ပေးလိုက်တော့အရာကြီးကနေဘာမှအကျိုးမဖြစ်တေကြမှာဖြစ်တဲ့အတွက်အောင်ýကြတယ်ဒါပေမဲ့သိလာပြီသူတို့အချင်းချင်းအဆက်အသွယ်ကရှိတယ်လေဟစ်တလာလုံနေပြီဂျပန်လည်းလုံနေပြီဖက်စစ်တွေနာဇီတွေလက်ထဲမှာသာအမှုပြုပုံရောက်သွားရင်ကဘာကြီး၅ပါးမှောက်လိမ့်မယ်ဒီတော့ဒီမိုကရေစီမဟာမိတ်တွေကိုပြောချိန်တန်ပြီးဆိုတော့မှအထက်ထက်ချင့်ချိန်ပြီးထိတ်သီးယူပါပြီလားပညာရှင်တွေကသူတို့ထဲမှာလူအကြီးညိုဆုံးအကျော်ကြားဆုံးသီလသမารီအပြည့်အစုံပါမောက္ခအိုင်းစတိုင်းကိုညှိတယ်အခြေအနေကတော့ဒီလိုရှိပါတယ်ခင်ဗျားသွားပြောပါဆိုတော့မှပါမောက္ခအိုင်းစတိုင်းကတမရာကြီးရုစပက်ကိုသွားပြောဖို့အများကြီးချိန်ပြီးဟုတ်တယ်မပြောရင်မဖြစ်တော့ဘူးဆိုပြီးသွားပြောတော့မှရုစပက်မျက်လုံးပြူသွားတယ်အဲ့ဒီမှာတတိပါလာပြီးညံကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ပေမချလိုက်ဖဲနဲ့လေးလေးနက်နက်လှုပ်ပြီးတော့ဒီလိုဆိုရင်ဒါကြီးအောင်မြင်ဖို့အတွက်ဘာအခက်အခဲတွေရှိလဲဆိုပြီးတော့မှတိုးတိုးတိတ်တိတ်ကြိတ်လှုပ်ကြတာမဟက်တန် project လို့ခေါ်တယ်ကျွန်တော်တို့ကိုလံဘီယာတက္ကသိုလ်မှာလုပ်သွားတယ်အဲ့ဒီမှာ Fermi ဆိုတဲ့အီတာလန်ယူပဗေဒပညာရှင်ကြီးကလည်းမူဆိုလိုနီနဲ့ဖက်စစ်အောက်ကထွက်ပြေးပြီးရောက်နေတယ်ကံအားလျော်စွာပေါ့အဲ့ဒီတော့မှ Fermi နဲ့စပြီးလုပ်ကြတယ်ဒီတော့ lab ထဲမှာ experimental scale ဖြစ်ဖို့ကတော့ဂျာမနီကလည်းလုပ်တတ်တယ်ဂျပန်လည်းလုပ်တတ်တယ်ခုလူပြောနေတဲ့တကယ့်ဘုံကြီးဖြစ်အောင်လုပ်ဖို့အတွက်ကြတော့1ပတ်စံသိပ်ကုန်တယ်2 engineering သိပ်တက်ရမယ်ဒီတော့အဲ့ဒီအချိန်ကာလတွေတည်ရင်အသေးရစရာပြိုင်နေကြတာဂျာမနီဂျပန်အင်္ဂလိပ်အမေရိကန်ဒီအတွက်အပြိုင်လုပ်နေတာဒီထဲမှာဘယ်လိုဖြစ်လာသလဲချမ်းသာတဲ့သူ engineering ကောင်းတဲ့သူအဲ့ဒီလူတွေရလို့အမေရိကကနှာတပြားတာပြီးသူအရင်ရသွားတာသို့တော့ခုနပြောသလိုပညာရှင်များပြီးချင့်ချိန်ပြီးအုပ်ထားတာမပြောရင်မဖြစ်ဖဲကဘာကိုအန္တရာယ်ဖြစ်ပြီးလို့သူတို့ယုံကြည်တော့မှလူစပက်ကိုပြောတာဒါတော့မှဒါကြီးဖြစ်လို့ဘုံကျဲလို့လူတွေသိကြတဲ့အခါခက်များများမှစိတ်မချမ်းသာရှာဘူးအိုင်းစတိုင်းကသေတာသွားရောစိတ်မချမ်းသာရှာဘူးဒီလိုပဲကြံတဲ့သူတွေလည်းစိတ်မချမ်းသာဘူးပညာရှင်တို့သည်ပညာရှင်ပေတာတယ်ဆိုတာအဲ့ဒါကိုပြောတာပညာရှင်တို့ရဲ့အနှစ်သာရကသတိတံပစင်နဲ့ပြည့်စုံတဲ့ဟာကိုပြောတာမှန်ကန်သောစုံဖြတ်နိုင်စွမ်းတော်တော်အရေးကြီးတဲ့ကိစ္စပဲကျွန်တော်တို့သိရသလောက်တော့မတရားမှုမချမ်းသာမှုကိုမနှစ်သက်တဲ့အတွက်လူလောကကိုအကျိုးမပြုဘူးထင်ရင်မလုပ်ဘူးအဲ့ဒါတွေရှိတယ်အဲ့ဒါတွေထိမ့်သိမ်းရတယ်ပညာနဲ့ပညာရှင်အပေါ်မှာဘယ်လိုပြန်ပြီးသဘောထားသင့်ပါသလဲဆရာပညာအပေါ်မှာပညာရှင်အပေါ်မှာဘယ်လိုသဘောထားပါသလဲဆိုတာ1
တစ်ကဆရာပြောတဲ့အထဲမှာပါပြီးပြီပညာဆိုတာလူမှာရှိသောအကောင်းဆုံးအရည်အသွေးလူ၌ရှိသောအကောင်းဆုံးစွမ်းအင်လို့ပြောတဲ့အတွက်ပညာကိုဥထိတ်ထားရမယ်လေးစားရမယ်ရှာဖွေရမယ်အားပေးရမယ်ဒါကပညာပေါ်ထားတဲ့သဘောထားပါဒါပေမဲ့ခုနကပြောတဲ့ပညာဆိုတာကလက်ဟာပြင်ထဲမှာရှိတာမဟုတ်ဘူးလူထဲမှာရှိတာလူဆိုတာပညာပေးသူဆရာပေါ့ပညာရှင်ပေါ့ဂျပန်မှာပညာပေးသူတယောက်ဟာတစ်လ$600ရှိတယ်အဲ့ဒီတော့အဆင့်အတန်းဘယ်လောက်မြင့်တယ်လဲဆိုတာကြည့်တော့အများသူက GMB ထဲမြင့်တယ်ပြီးတော့လစာအပြင် allowance တွေပေးတာရှိတော့ဆရာဘာသွားတွေ့တယ်လဲဆိုရင်တခုက family allowance မိသားစုစရိတ်မိသားစုရှိတဲ့အတွက်လစာအပြင်နိုင်ငံတော်ကစောင်းပေးတာနောက်ကလေးစရိတ်ခံစား권 children allowance တဲ့အဲ့ဒါဘာကွဲတယ်လဲလို့သူတို့ကိုမေးကြည့်တဲ့အခါမိသားစုစရိတ်သည်လူပြိုအပြိုလဲရတယ်ဂျပန်သည်ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်အမိအဖကိုလှုပ်ကြွေးရတယ်အနည်းဆုံး2ယောက်စာရတယ်သူကကျောင်းဆရာဖြစ်ပြီးအဖေအမေလှုပ်ကြွေးနေရတဲ့အတွက်အဲ့ဒီအဖေအမေအတွက်ပါပေးတယ်ဗျနောက်ပြီးတော့မှလင်းယူကလေးမွေးမယားယူကလေးမွေးလာတဲ့အခါကျတော့ကလေးစရိတ်ခြေတွင် allowance ဆိုတာလိုက်တယ် allowance 2မျိုးပေးတယ်ဗုဒ္ဓဘာသာတရားနဲ့ပြန်ကြည့်စမ်းအလောင်းတော်ကြီးမင်းပြောသွားတဲ့တရားကျွန်ုပ်သည်မိဟောင်းကိုလည်းဆက်ရပါသည်မိသစ်ကိုလည်းချရပါသည်မိဟောင်းဆက်တာကအမိအဖလှုပ်ကြွေးတာမိသစ်ချတာကသားသမီးမင်္ဂလာတရားတော်နဲ့ကြည်တော့မာတာပီတုဥပဌာဏံမိဟောင်းဆက်တယ်ဗုဒ္ဓဒါရတသင်္ကဟောမိသစ်ချတာဒီအထိမင်္ဂလာတရားနဲ့ညီနေတယ်ဒီတိုင်းပြည်မချမ်းသာခံနိုင်ပါမလားမကောင်းလို့ကိုမရလို့ကောင်းနေတာကျွန်တော်တို့စီမှာလဲပညာနဲ့ဘွဲနဲ့ရောနေတယ်ဆရာတွေအနေနဲ့ကပညာနဲ့ဘွဲနဲ့ခွဲခြားသိတဲ့စန့်ရှိတော်လဲပဲအခြေအနေရလုံနေကြရတဲ့ကိစ္စတွေရှိနေပါတယ်ဒီကအနေထားအခင်းချင်းကရေးစီမှာဆိုရင်ဆရာအတော်များဆိုးဝါးနိုင်မလားဆရာခုနကပြောတဲ့အထဲမှာပါသွားပြီပညာဆိုဒီမှာရှိတဲ့ဥစ္စာကိုဆွဲနှုတ်ပေးရတယ်အုံဖွားလို့မန်းတာမဟုတ်ဘူးလို့ပြောတယ်ရော့ကွအမှတ်များများရစေရမယ်ရော့ကွစာမေးပွဲအောင်စေရမယ်ဆိုပြီးအုံဖွားမန်းတယ်လို့မဟုတ်ဘူးတကယ်ပညာစီရဲ့သဘောကတပည့်ရဲ့သဘောတဘာဝကိုသိပြီးအကောင်းဆုံးထွက်နိုင်အောင်ဆွဲနှုတ်ပေးရတယ်ဒီအတွက်တဦးချင်းဂရုတစိုက်မှ individual attention ပေးနိုင်ရတယ်ကိုတပည့်ကိုကောင်းအောင်သိရတယ်အခုတခါတလေဖြစ်တတ်တာကဆရာကကျောင်းသားကိုမသိဘူးကျောင်းသားကလည်းတက္ကသိုလ်ကြီးကြီးတွေကြတော့ကိုဆရာကိုအကုန်မသိဘူးဆရာတွေကအများကြီးကျောင်းသားတွေကအများကြီးဆိုတော့ရောနေကြတယ်ဆရာတို့ခေတ်ကဆိုရင်ပါမောက္ခကဂုံတူးယူတဲ့ကျောင်းသားကိုဒီကောင်စာတော့တော်ပါတယ်ဒီကောင်နည်းနည်းဒေါသကြီးတယ်ဒီကောင်စာတော့တော်ပါပေါင်းတင်ဆက်ဆံရေးညံ့တယ်ဒီအထိသိတာတပည့်ကိုလိုအပ်ချက်တွေပါအကုန်ဖြည့်ပေးနေတာဒီသဘောတွေရှိတယ်ဒီတော့ individual ကိုတတ်မှတ်ကြောက်များစိတ်များတွေးသလိုတွေးနိုင်ရတယ် mass production နဲ့ပညာကိုထိုးလို့မရဘူးသိနေရမယ်အဲ့ဒါကျွန်တော်တို့တိုင်းပြည်မှာဖြစ်ရတဲ့အကြောင်းကတော့အကြောင်းပေါင်းများစွာရှိတဲ့အနက်ဆရာဓမ္မဒိဋ္ဌံကြတာပြောချင်တာကတော့ဆရာကျောင်းသားအချို့အလွန်ကြီးနေတယ်ဆရာတို့ကြုံခဲ့တာပြောမယ်နော်အနည်းဆုံးကိုပြောမယ်နော်ဆရာတယောက်ကျောင်းသား400တင်ဘူးတယ်အတန်ချက်ဆက်နဲ့စာသင်ရတဲ့ဘဝတွေဘာတွေရောက်ဘူးတယ်ကျောင်းသားကများပြီးဆရာကနည်းနေတယ်ဂျပန်ပြည်ရောက်တဲ့အခါမှာအချိုးတွေကတော့ကွာကြတယ်ဗျတစ်ခုနဲ့တစ်ခုထိပ်ဖြစ်တဲ့တိုကျိုတက်တူလိုကြတော့ဆရာကျောင်းသားအချိုးကဆရာတစ်ကျောင်းသား10ယောက်ဗျဆရာတယောက်ဒီကျောင်းသား10ယောက်တင်ရတယ်အလက်ပိုင်း University ဝါစေးသားတို့ကြတော့ဆရာတယောက်ကကျောင်းသား30လောက်တင်တယ်နိုင်သေးတယ်ဆရာတို့ခေတ်ကမြန်မာပြည်မှာဆရာတယောက်ကျောင်းသား40မစိုးလှဘူးထိတ်နိုင်သေးတယ်1 to 400ဆိုရင်တော့စဉ်းစားကြည့်လေအဲ့ဒီကျောင်းသားဆရာအချိုးလဲအရေးကြီးတယ်ကျောင်းသားဆရာချိုးကိုပြောတဲ့အခါမှာဘာထည့်ပြောတယ်လဲဆိုရင်တက္ကသိုလ်တွေရဲ့ site တက္ကသိုလ်တွေမှာကျောင်းသားဥယေဘယ်လောက်ရှိပြီလဲဆိုပြီးတော့အဲ့ဒီမှာလဲကျွန်တော်တို့အနေနဲ့ကမဖွင့်ဖြိုးသေးသောနိုင်ငံမုံပြဿနာကြုံရတာဆရာတို့ဂျပန်ကိုသွားဆင်အခါကဆရာတက္ကသိုလ်မှာကျောင်းသား9000ကနေ6000ထိရှိတယ်တက္ကသိုလ်မဟုတ်ဘူးကောလိပ်ဘဝကတိုကျိုလိုအကြီးဆုံး University မှာ9000ပဲရှိတယ်ပြီးတော့ဆရာကိုမေးတယ်မင်းစီမှာကျောင်းသားတွေအများကြီးရှိရတာနဲ့မင်းကောလိပ်ကိုတက္ကသိုလ်လို့ဘာလို့မခေါ်တာလဲတဲ့အဲ့ဒီလိုအမေးခံရဘူးတဲ့သူတို့စီကကန့်တက်ထားတယ်သူတို့တက္ကသိုလ်အားလုံးဖြန်းမြဥယေ4000 5000လောက်ပဲရှိတယ်တိုကျိုနဲ့အခြားတက္ကသိုလ်အနည်းစုကသာကျောင်းသားတောင်းကျော်ရှိတာချမ်းသာတာတော့သွားပြောမနေနဲ့အဲ့ဒီလောက်တက္ကသိုလ်အများကြီးက9000လောက်ပဲလက်ခံတယ်ကန့်တက်ထားတယ်သူ့တက္ကသိုလ်ရဲ့ standard မကျအောင်လို့ကျောင်းသားဥယေကိုကန့်တက်ထားတယ်ကန့်တက်ထားတာသူကလူဥယေကို control လုပ်တာလား quality ကို control လုပ်တာလားဆရာ
quality ကို control လုပ်တာလူဦးရေကို control လုပ်တာမဟုတ်ဘူးအဲ့ဒါဆိုရင်တက္ကသိုလ်ဝင်ခွင့်အကြောင်းနားလည်လောက်ပြီးဂျပန်တက္ကသိုလ်မှာတစ်ကသူတို့ပညာရေးစနစ်ကိုနှိုက်က higher secondary ခေါ်တာပေါ့12တန်းအဲ့ဒီ12တန်းမှာအဓိကအသက်အလိုက်အောင်သွားတာအကြအရှုံးမရှိဘူးအဲ့ဒီတော့သူတို့က18နှစ်ဆိုကြတဲ့က higher secondary ပြီးအဲ့ဒီလိုကျွန်တော်တို့လိုစာမေးပွဲကြီးတွေဘာတွေစစ်နေတာမဟုတ်ဘူးဂရိတ်နဲ့ပေးလိုက်တာ ABCD ဆိုပြီးတော့အဲ့တော့ចောင်းသားကကိုယ့်အရေးချင်းကိုသိတယ်မကြိုးစားတဲ့သူက B တွေ C တွေရနေရောကြိုးစားတဲ့ကောင်က A completion စနစ်ခေါ်တယ်အဲ့ဒီတော့ဂရိတ်စနစ်ပြောတဲ့အခါမှာကျွန်တော်တို့မြန်မာပြည်မှာမေးခွန်းထုတ်လို့ရှိတယ်စာမေးပွဲမထားပဲ completion စနစ်နဲ့ထားလို့ရှိရင်ចောင်းသားတွေပေတေကုန်မှာပေါ့တဲ့ဟာဒီလိုဆိုရင်စာမေးပွဲမစစ်ဘဲနဲ့ဂရိတ်နဲ့နေစဉ်လုံးနေတဲ့အခြေခံပညာသင်စနစ်ပေးနေတဲ့ completion စနစ်သူ့အသက်နဲ့သူ့အတန်းနဲ့အချိန် complete ဖြစ်သွားတဲ့ဒီစနစ်ကိုအမေရိကလည်းကျင့်သုံးတယ်အင်္ဂလန်လည်းကျင့်သုံးတယ်ပြင်သစ်လည်းကျင့်သုံးတယ်ဥရောပနိုင်ငံတွေအကုန်ကျင့်သုံးတယ်ဂျပန်လည်းကျင့်သုံးတယ်မတိကျမပေကြလို့ပေါ့ခုနကပြောတဲ့သဘာဝအထင်အကွက်ကလာတယ်မနေ့ကတန်းတင်စာမေးပွဲကြီးမရှိလို့ငါပေလိုက်မယ်ဆိုရင်မင်းထွက်လာလိမ့်မယ် CD ကျိုးစားရင်မင်း A ထွက်မယ်တို့ကဒါပဲထုတ်ပေးလိုက်မယ်မင်းအလုတ်လျှောက်တဲ့အခါကျတော့အလုတ်ရှင်တွေကလည်း A မရရင်မယူဘူးပေါ့အဲ့တော့သူ့သဘာဝနဲ့သူចောင်းသားတယောက်ဒီအစင်မြင့်မြင့်မအောင်ရင်သူတယောက်တည်းအရှက်မဟုတ်ဘူးမိသားစုရဲ့အရှက်ဒီလိုမြင်ကြတယ်ဒါတောင်စာမေးပွဲမရှိဘူးနော်ဟုတ်တယ်ကောင်းပြီအဲ့ဒီအမှတ်တွေနဲ့တက္ကသိုလ်သွားလို့ရပြီလားဆိုတော့မရသေးဘူးတက္ကသိုလ်က entrance ဝင်ခွင့်စာမေးပွဲတက်ခေါ်ရတယ်တိုကျိုတက္ကသိုလ်ဝင်ချင်ရင်ဝင်ခွင့်ဖြေရတယ်တိုကျိုဝင်ချင်ရင်တိုကျိုဝင်ခွင့်ဝင်ဖြေအိုဆာကာဝင်ချင်ရင်အိုဆာကာမှာဝင်ဖြေရတယ်ဒါမှမဟုတ်ပုဂ္ဂလိကပိုင်းတက္ကသိုလ်တွေရှိသေးတယ်ဝင်ဖြေလို့ရတယ်အဲ့ဒီဝင်ခွင့်စာမေးပွဲကအောင်ရှုံးလုံးဝမရှိဘူးအမှတ်ပဲထုတ်ပေးတယ်ရိုးနံပါတ်ဘယ်လောက်နဲ့အမှတ်ပဲလောက်အဲ့ဒါပဲကိုကအဲ့ဒီကထွက်လာတဲ့အမှတ်ကိုကြည့်ပြီးချိန်ရတယ်ငါတိုကျိုဝင်ချင်ရင်ငါအမှတ်နဲ့ကြိုက်ပါမလားမဖြစ်ဘူးထင်တယ်မဖြစ်ရင်တိုကျိုတော့လက်မြောက်လိုက်ပြီတိုကျိုများရမလားအိုဆာကာများရမလားဆိုပြီးအဲ့ဒီလိုသွားကြတယ်သူ့ဘာသာတဘာဝနီးနဲ့ထိန်းထားတာဒါဖြစ်ရင်မဟုတ်ဘူးတိုကျိုမှလိုချင်တယ်ဆိုတော့ဘာလို့တလဲဆိုရင်နောက်တစ်ခါပြန်ဖြေအဲ့ဒီတော့မဝင်ရမချင်းဖြေလို့ရတယ်ပိတ်မထားဘူးအဲ့ဒီလိုမကြည်နဲ့ရင်ပြန်ဖြေသူ့ဘာသာသူစူးစမ်းတာကိုဘယ်သူကမှဝင်မပိတ်ဘူးဆရာတော်ပြောဘူးတယ်သူ့ဘာသာသူမိုးထီအောင်လှေကားထောင်ဘယ်သူမှကံမချဘူးလို့သွားတဲ့အချိန်တုန်းကတစ်နှစ်မှာတက္ကသိုလ်ဝင်၆တဲ့သူ9တန်းလောက်ရှိတယ်တက္ကသိုလ်တွေဝင်ခွင့်ရတာ1တန်းပဲရှိတယ်ကျန်တဲ့4တန်းကဝင်ခွင့်မရဘူးအမှတ်မမီလို့မရတဲ့သူတွေကပြန်ကြိုးစားရတယ်နောက်တစ်နှစ်ပြန်ပြေဒါမှမဟုတ်ဝင်လို့ရတဲ့တက္ကသိုလ်ကိုဝင်ကဘာမှာအဲ့ဒီလိုကျင့်သုံးကြတာများတယ်တခုတော့ရှိတာပေါ့လေသူတို့စီမာကရွေးစရာအများကြီးရှိတယ်ဆရာတို့သွားချိန်ကဒင်းပြည်ကြက်ပြည်တက္ကသိုလ်ကြီးပဲဂျပန်မှာ400ကျော်ရှိတယ်ဂျူနီယာကောလိပ်တွေလည်းအများကြီးရှိတယ်အသက်မွေးပညာကျောင်းတွေလည်းအများကြီးရှိတယ်။တစ်ခုမရတစ်ခုရွေးနိုင်တယ်။အမေရိကန်ပြည်မှာဆိုရင်ဆရာတို့ပညာသင်တဲ့1959ခုနှစ်ကနယူးယောက်မြို့ထဲမှာတက္ကသိုလ်အဆင့်ရှိတဲ့ကျောင်း17ခုရှိတယ်။တပြည်လုံးတော့မပြောနဲ့။ချမ်းသာကြတာကိုဒီတော့နေရာတကာမှာသူတို့တွေကိုပုံတည်သွားတူကိုလို့မရဘူး။ဒီတော့ကိုဦးနဲ့ကိုဆန်တန်ယုံလဲလောက်ကြရမယ်။ဖြစ်နိုင်တာတွေကိုအတူယူရမယ်။တီထွင်တင်တော်လဲတီထွင်ယူရမယ်။ကဘာမှာလူတဦးတဲ့အတွက်ကိုပဲlifelong education ဆိုတဲ့စကားကိုသုံးတယ်။တိုင်းပြည်တစ်ပြည်အတွက်လည်း lifelong education ရှိရမှာပဲ။ဆိုလိုတာကပညာရေးဟာအဆုံးမရှိပညာရေးပြုပြင်တည်ထွင်မှလည်းအဆုံးမရှိအမြဲတမ်းကြိုးစားပြုပြင်တည်ထွင်ကြံစနေမှတန်ယုံကြတယ်။ပညာရေးဟာတိုင်းပြည်အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဆိုတဲ့သဘောပညာဆိုတာမှာအသည့်တွေအတတ်တွေကြံ့ကျင်မှုတွေအပြင်စိတ်ထားသဘောထားတွေဇာတိတသဘောတွေမျက်မဆိုတရားတွေပါတယ်ဆိုတဲ့ဒသနာအမြင်ပညာပေးခြင်းသည်ကြီးမားဆုံးသောလူကျင့်ဝတ်လူတာဝန်ဆိုတဲ့ခံယူချက်အဲ့ဒါတွေကတော့ဘယ်တိုင်းပြည်အတွက်မဆိုဘယ်ခေတ်မှာဖြစ်ဖြစ်မဖောက်ပြန်မှန်ကန်တဲ့သစ္စာဓမ္မတွေဖြစ်တယ်ပညာသင်ယူသူပညာသင်ပေးသူတရားပြဋ္ဌာန်းကူညီကြသူတွေအားလုံးအညမဉဏ်ပိယံဟောတုဖြစ်ကြရင်အညမဉဏ်ဒုက္ခဟောတုဖြစ်ကြရမယ်ဒီအမှန်တရားကိုလည်းကမ္ဘာပညာရေးသမိုင်းကထင်ထင်ရှားရှားပြပြီးသားပါတတိမူပြီးမြူကိုယ်တော်မြင်နိုင်စွမ်းဖို့ကြိုးစားကြရမှာစီဆိုင်လို့ပြောပြချင်တယ်1958ခုနှစ်မန္တလေးကောလိပ်ကမန္တလေးတက္ကသိုလ်ဖြစ်တဲ့နှစ်မှာဆရာတချင်းလေးတစ်ပုဒ်ဆက်ခဲ့တယ်တက္ကသိုလ်နန်းဆိုတဲ့တချင်းတက္ကသိုလ်နန်းမြကျွန်းပမာကြီးစောင်းနန်းမြို့တီအောင်ခမ်းပြုတ်ဝေဝေစီပညာတကွန်အောင်လံလွှင့်လို့ကြငန်းမြင့်နှုံးနေချီအဝိဇ္ဇာမောဟမြူညစ်ပြောက်မီအဝိဇ္ဇာလောကမူသစ်ဆောက်တီပ
ဗြဟ္မစာရလောကပါဠတရားဆုံးကြီးငြိမ်းချမ်းပြည်ဝခိုင်မြဲသည်လွှဲဖဲ့ရွှင်ကြီးရောင်ဆိုရွှင်လန်းညောင်ညိုပင်စကမ်းဖြင့်ဝင်းရိပ်လေလေစုံကြတွေ့ကြလို့မေ့မရတာရှိတက်ကတူသည်ကျွန်းမြတ်ဆိုရည်ညွန်းဥဒန်းကဘာသည်တို့ပြည်တို့အမျိုးတို့အကျိုးဦးသည်လူပြည်လူများလူသားကုန်၏လူသားကုန်၏ဆောင်ရွယ်မူချမောင်မယ်တူပလွန်းကျင်ရွှေငဲမြကျင်ရေးဖွဲ့ချီလွမ်းဖွဲ့စီကြည်နူးဝယ်အပေါင်းနဲ့ဒိုเจ้าတက္ကသိုလ်ပြီတဲ့တက္ကသိုလ်တဘာဝပညာတဘာဝတွေပါတယ်လို့ဆရာယုံကြည်မိပါတယ်တက္ကသိုလ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီစာအုပ်လေးကကျမဖတ်ရင်းနဲ့ကျန်တဲ့သူတွေကိုလည်းဖတ်စေခြင်းနားထောင်စေခြင်းနဲ့ဆန္ဒနဲ့တင်ပေးခြင်းဖြစ်ပါတယ်အားလုံးကိုယ်စိတ်နဲ့ကြံပါလန်းဆန်းကြပါစေပမာနီအောင်နာမြို့တီဆောင်းခမ်းမြို့ဝေစီစီပညာတကောအောင်လာလွေလို့ချင်ငန်းမြင်တော့လောကမူသစ္စာတီအဝိဇ္ဇာမောဟမြူညစ်ပြောင်းနေပြမစာရလောကပါဠတရားဝိစီရင်းချမ်းပြေဝခိုင်မြဲတည်ဝိဇ္ဇာလောကမူသစ္စာတီအဝိဇ္ဇာမောဟမြူညစ်ပြောင်းနေပြမစာရလောကပါဠတရားဝိစီငြိမ်းချမ်းပြေဝခိုင်မြဲတည်နှွေးဖဲ့ရွှင်ကြီးရောင်စုရွှင်လန်းသည်ညောင်ညိုပင်စကမ်း
ကသိုလ်ဒီကောမွတ်ဆူရင်ညဥဒံဤကဘာတီနွေပဲရွှင်ကြည်ရောင်ဆူရွှင်လန်းနေညောင်ညိုပင်စကားပြန်ဝေါ်ရိပ်လီလီဆောင်ကြတွေ့ရလို့မိမရတာရှိတက်ကသိုလ်ဒီကောမွတ်ဆူရင်ညဥဒံဤကဘာတီတို့ပြည်တို့အမျိုးတို့အကျိုးဦးတီလူပြည်လူများလူသားကုန်၏လူသားကုန်၏ဆောင်ရွယ်မှုချမောင်မဲတူပါလွန်ကျင်ရွှေငဲ့တမြကျင်းကြီးဖွဲ့စီယောဂန်ဝီလီလွမ်းပွေတလီကျင်းနေွယ်ကောင်းနေသူကြောင့်တက်ကတူကြီးသူကြောင့်တက်ကတူကြီးတို့အမျိုးတို့အကျိုးဦးတည်လူပြည်လူများလူသားကုန်၏လူသားကုန်၏ဆောင်ရွယ်မှုချမောင်မဲတူပါလွန်ကျင်ရွှေငဲ့တမြကျင်းကြီးဖွဲ့စီယောဂန်ဝီလီလွန်ပွေတလီကျင်းလူွယ်ကောင်းနေတို့ကြောင့်တက်ကတူပြီတို့ကြောင့်တက်ကတူ